ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ရှမ်းရှောင်းစတိုရီချန်နယ်ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ဇလံကောင်းလေးတွေနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးသွားမယ့်ကျမတို့ရဲ့ channel လေးကနေဒီနေ့မှာတော့စာရေးသူဟိန်ထက်ဘာသာပြန်ရေးသားထားတဲ့ကောင်းကင်ဘုံသို့ခြေဆန့်ခြင်းဆိုတဲ့ဇလံလေးရဲ့အပိုင်း18ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဒီဇလံလေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးအားပေးဖို့အတွက်ပရိသတ်ကြီးအားလုံးကိုတောင်းဆိုချင်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျန်းအိုရှန်က88ဆက်မျက်နှာနဲ့ပြောလိုက်တယ်။ဒီအရာကကျန်းအိုရှန်ရဲ့ဒေါသဖြစ်တယ်။တကယ်လို့တန်းရီရဲ့မျက်နှာချင်းဆိုင်မှာအခြားလူတစ်ယောက်ကသာရက်နေရင်ဒီလူကချက်ချင်းတိုက်ခိုက်မှသိချတယ်။ဘသူကရောကျန်းအိုရှန်လို့ပြောနေအောင်ပါလေ။အမှန်တိုင်းပြောရရင်တော့ကျန်းအိုရှန်ကအလွန်ဒေါသထွက်နေတယ်။ဒါပေမဲ့သူ့ရဲ့ဒေါသကတခြားသူတွေနဲ့လုံးဝကွဲပြားနေတယ်။တန်းရီကတော့ကျန်းအိုရှန်ရဲ့ဒေါသကိုသတိမထားမိရဲ့အတွက်ခေါင်းခါပြီးပြောလိုက်တယ်။အဲ့ဒီတော့ရောဘာဖြစ်လဲ။ငါပြောတာမှားနေလို့လား။မင်းတို့လင်းလက်တောင်ထိတ်မှာနောက်ထပ်ဘသူမှမရှိတော့ဘူးဆိုရင်လေစောစောစီစီအရှုံးပေးလိုက်။ဒါဆိုရင်ငါတို့ကလည်းလင်းလက်တောင်ထိတ်ကနေစုကြီးကြီးပြန်ရင်လို့ရပြီ။အခုမင်းတို့မှာဘသူမှမရှိတော့တာတော့ဖက်တီးတယောက်ကိုလွတ်လိုက်တယ်ဆိုတော့တော်တော်စိတ်ပြက်စရာပဲ။စိတ်ပြက်စရာမလိုပါဘူး။မင်းကငါနဲ့ရှင်းကြည့်လို့ရတယ်။ဒါပေမဲ့မင်းတို့လင်းတောင်ထိတ်ကတော်တော်လေးကိုအရှက်မရှိတာပဲ။ကျန်းဦးရှင်ကခေါင်းခါပြီးပြန်ပြောလိုက်တယ်။တန်းရီကပြုံးလိုက်တယ်။ကောင်းပြီလေ။ဒါဆိုရင်လည်းစူးစမ်းကြည့်တာပေါ့။မင်းကငါ့ကိုမရှုံးစေနဲ့။အဲဒီနောက်တန်းရီကလက်နှစ်ဖက်ကိုမြှောက်လိုက်တော့သူ့ရဲ့ခန္ဓာကိုယ်ထဲကအညိုရောင်အစစ်မှန်ချီဆွဲအင်းတွေထွက်ပေါ်လာတယ်။အဲဒီနောက်တန်းရီကအတန်တူတူအော်ဟစ်လိုက်ပြီးအညိုရောင်အစစ်အမှန်ချီဆွဲအင်းတွေကိုကျန်းပြင်းစီကိုရိုက်ချလိုက်တယ်။နတ်ဖျားတက်တာဆိုဒီမြင်ကွင်းကိုမြင်တဲ့အခါလူ့အကျန်းကအနှဲငယ်မျက်မှောင်ကျုပ်လိုက်မိတယ်။ဒီတိုင်းရဲ့အစစ်မှန်ချီဆွဲရင်ကအတော်လေးကိုအစွမ်းထက်တယ်။သူကအစစ်မှန်ချီဆွဲအင်းတွေကိုကျန်းပြင်းစီကိုပို့လွတ်နိုင်တယ်။အဲဒီနောက်ကျန်းဦးရှင်ရဲ့ခြေထောက်အောက်ကနေလို့အညိုရောင်အလင်းတန်းတွေထွက်ပေါ်လာတယ်။ဒီအရာကအညိုရောင်တိုင်လုံးတစ်ခုအဖြစ်ပြောင်းလဲပြီးကျန်းဦးရှင်ကိုတိုက်ခိုက်လိုက်တယ်။တန်းရီကစမ်းကြဲတဝက်အဆင့်သာရှိပါသေးတယ်။ဘလို့ပဲဖြစ်စေတန်းရီသုံးလိုက်တဲ့နတ်ဖျားတက်တာစုကပုံရိပ်ရောင်အဆင့်သာရှိနေသေးတယ်။ဒီအရာအဆက်အမှန်မဟုတ်သေးဘူး။တကယ်လို့တန်းရီကသာစမ်းကြဲအဆင့်ကိုရောက်သွားရင်ကျန်းပြင်းကြီးတစ်ခုလုံးကမြှောက်တက်လာနိုင်တယ်။ဒီအရာကလည်းအဆက်အမှန်နတ်ဖျားတက်တာစုဖြစ်လာနိုင်တယ်။ဒါပေမဲ့ဒီနတ်ဖျားတက်တာစုရဲ့အစွမ်းကိုရှော့တက်လို့မရနိုင်ဘူး။ဒီနတ်ဖျားတက်တာစုနဲ့တိုက်ခိုက်ခင်ရရင်တော့မသေးပေမဲ့လည်းဒုက္ခိတဖြစ်သွားနိုင်တယ်။ဒါကြောင့်လူ့အကျန်းကကျန်းဦးရှန်အတွက်အတော်လေးစိုးရိမ်သွားမိပါတယ်။ဒီအချိန်မှာဖက်တီကအလွန်နှေးကွေးလိုက်မယ်လို့အားလုံးကထင်ထားခဲ့ကြတယ်။ဒါပေမဲ့ဒီအချိန်မှာကျန်းဦးရှန်ကလူတိုင်းရဲ့ထင်မြင်ချက်ကိုချိုးဖျက်ပစ်လိုက်တယ်။ကျန်းဦးရှန်ရဲ့ခက်ဝဝခန္ဓာကိုယ်ကတိုက်ပွဲစင်းမြင့်ပေါ်မှာတစီတကောင်လိုလှုပ်ရှားသွားလာနေပြီးတန်းရီရဲ့နတ်ဖျားတက်သားစုကိုတော်လက်ပေါက်ပါစွာရှောင်တိန်လိုက်တယ်။နတ်ဖျားတက်သားစုတွေကကျန်းဦးရှင်ရဲ့ခြေထောက်နားမှာပေါ်လာတဲ့အချိန်တိုင်းကျန်းဦးရှင်ကချက်ချင်းရှောင်တိန်နိုင်ခဲ့တယ်။အဲဒီနောက်တန်းရီကမြေပြင်ပေါ်ကိုအချိန်ပေါင်းများစွာလက်ဝါးနဲ့ရိုက်လိုက်တော့တရားစင်ကျော်ရှိတဲ့နတ်ဖျားတက်သားစုတွေကစင်မြင့်ရဲ့အောက်ခြေကနေထွက်ပေါ်လာတယ်။ဒါပေမဲ့ဒီနတ်ဖျားတက်သားစုတွေကကျန်းဦးရှင်ကိုကြီးခိုက်စေနိုင်ခြင်းမရှိခဲ့ဘူး။ကျန်းဦးရှင်က10ချိန်ခန့်ရှောင်တိန်လိုက်ပြီးနောက်သူ့ရဲ့ခက်ဝဝခန္ဓာကိုယ်ကတန်းရီရဲ့ရှေ့မှာရှက်လိုက်ပြီးအရင်တော့လိုပြုံးလိုက်တယ်။ဒါပေမဲ့ဒီအပြုံးကတနာနေသလိုအပြုံးတစ်ခုဖြစ်တယ်။ကြည့်ရတာမင်းရဲ့တိုက်ခိုက်မှုတွေကအသုံးမဝင်တော့ဘူးထင်တယ်။ကျန်းဦးရှင်ရဲ့စကားကိုကြားတဲ့အခါကျိုးရှင်ကလည်းလူ့အကြောင်းရှင်းပြလိုက်တယ်။အမှန်တိုင်းပြောရရင်အဲ့ဒီတန်းရီကရှင်ဆိုင်ရခတ်တာမဟုတ်ဘူး။ သူကဒီလိုထူးဆန်းတဲ့နတ်ဖျားတက်သားစုတွေကိုအားကိုးပြီးကျန်းပြင်အောက်ကနေတိုက်ခိုက်နေတဲ့အတွက်ရှောင်ဖို့အရန်ခတ်တယ်။ဒါကြောင့်လည်းအရင်ပြိုင်ပွဲ3ခုမှာတန်းရီရှုံးသွားကြတာ။လူ့အကြံခေါင်းကြီးပြလိုက်တယ်။ဒီတန်းရီရဲ့ကျင့်စဉ်ကအတော်လေးကိုထူးခြားတယ်။တကယ်လို့တေချာနိုင်ရှင်ကြည့်မယ်ဆိုရင်တန်းရီရဲ့တိုက်ခိုက်မှုကဟီတန်းချန်နဲ့အတော်လေးကိုဆင့်တူတယ်။အစစ်အမှန်ချီဆွဲအင်းတွေကိုမြေအောက်ထဲကိုပို့လွတ်လိုက်ပြီးမြေအောက်ထဲကနေလို့အလေးအငိုက်တိုက်ခိုက်လိုက်တယ်။ဒါပေမဲ့ဟီတန်းချန်ရဲ့အစွမ်းကတော့တန်းရီတဲ့အစတရာခန့်ပိုအစွမ်းထက်နေတယ်။ ဒ
ဒီလိုတိုက်ခိုက်မှုမျိုးကအတော်လေးကိုအကျိုးများပါတယ်။ဒါပေမဲ့ရန်သူတယောက်နဲ့ရှင်ဆိုင်ရတဲ့အချိန်မှာတိုင်းပညာရှင်တယောက်ရဲ့အကြီးမားဆုံးအားသာချက်ကဝက်ဖဲတာဖြစ်တယ်။သူ့ရဲ့ဝက်ဖဲတွေကိုတခြားသူတယောက်ကရှိမိသွားရင်အလွယ်တကူရှောင်တိန်နိုင်ပါလိမ့်မယ်။ဒီတိုင်းကတိုက်ပွဲစင်းမြင့်ပေါ်မှာ၃ပွဲစက်တိုက်ဒီနီလန်းကိုအသုံးပြုခဲ့တဲ့အတွက်လင်းလက်တောင်ထိပ်ကလူငယ်တွေကလည်းသူ့ရဲ့တိုက်ခိုက်မှုကိုဖြေရှင်းဖို့နီလန်စဉ်းစားမိသွားကြပါတယ်။ဒီအချိန်မှာလူ့အကျဉ်ကကျန်းဦးရှင်ရဲ့ခြေထောက်အောက်မှာအဘွားရောက်အလင်းတက်တစ်ခုလင်းလက်တောက်ပနေတာတွေ့လိုက်ရတယ်။ဒီအရာကချုံနှောင်မှုကိုဖြေရှင်းဖို့ဖြစ်ကြောင်းသူကလင်းမြန်စွာနားလေသွားတယ်။ဒီနေ့ဘုရားတသားစုကိုဖျက်ဆီးဖို့နီလန်များစွာရှိတယ်။တကယ်လို့ကျန်းဦးရှင်ရဲ့နေရာမှာလူ့အကျဉ်သားဆိုရင်သူ့ရဲ့ကိုယ်ပိုင်အစွမ်းနဲ့အလွန်ကြောက်စရာကောင်းတဲ့ခန္ဓာကိုယ်အားကိုလို့နတ်ဘုရားတသားစုလက်ကိုဖျက်ဆီးလိုက်ပြီဖြစ်တယ်။ဒါပေမဲ့ကျန်းဦးရှင်ကတော့ပိုလို့အဆင်ပြေတဲ့နီလန်ကိုအသုံးပြုခဲ့တယ်။သူကသူ့ရဲ့ကိုယ်ပိုင်အစစ်မှန်ချီဆွဲရင်ကိုခြေထောက်အောက်ကိုပို့လွှတ်ထားတယ်။သူ့ရဲ့ခြေထောက်အောက်မှာရှိနေတဲ့အစစ်မှန်ချီဆွဲရင်ကအနှင်းငယ်ပြောင်းလဲသွားတာနဲ့သူကချက်ချင်းလျင်မြန်စွာရှောင်တိန်လိုက်တယ်။ဒါကြောင့်လေတန်းရီကနေရောက်ထဲကနေလို့တိုက်ခိုက်လိုက်တဲ့အချိန်မှာကျန်းဦးရှင်ကတန်းရီရဲ့တိုက်ခိုက်မှုကိုခံစားမိပြီးအလွယ်တကူရှောင်တိန်နိုင်တာဖြစ်ပါတယ်။ဒီဖက်တီးကအလွန်သက်လက်ပေါ့ပါနေပြီးသူ့ရဲ့တိုက်ခိုက်မှုကလုံးဝအကျိုးသက်ရောက်မှုမရှိတာကိုမြင်တဲ့အခါတန်းရီကအနှင်းငယ်စိုးရိမ်လာတယ်။သူ့ရဲ့မောင်းမာမှုကလည်းလုံးဝပျောက်ကွယ်သွားတယ်။သွားတည်လိုက်တော့ဒီအချိန်မှာတန်းရီကကျန်းဦးရှင်စီကိုလှည့်ကြည့်လို့တိုက်ခိုက်လိုက်ပြန်တယ်။နတ်ဖျားတက်တာဝဲခဲ့ရဲ့တန်းရီရဲ့ခန္ဓာကိုယ်ထဲကနေအညိုရောင်အစစ်မှန်ချီဆွဲရင်ဝဲခဲ့ရဲ့ကြီးတစ်ခုဖြစ်ပေါ်လာတယ်။ဒီအစစ်မှန်ချီဆွဲရင်ဝဲခဲ့ရဲ့ပေါ်လာတဲ့အချိန်မှာနတ်ဘုရားတက်တာစုတစ်ချောင်းကကြောက်ရွံတိုက်ခိုက်လိုက်တယ်။ဒီဝဲခဲ့ရဲ့တဲကနတ်ဘုရားတက်တာစုချောင်းတွေကတစ်ခုပြီးတစ်ခုဇက်တိုက်ထွက်ပေါ်လာရုံသာမကပြိုင်ပွဲစင်မြင့်ရဲ့ကျမ်းပြင်အောက်ဘက်ကလည်းဇက်တိုက်ထွက်ပေါ်လာကကြောက်ရွံစီကိုလည်းဥတီနေကြတယ်။ဒါပေမဲ့ကြောက်ရွံရဲ့ခန္ဓာကိုယ်ကတော့မုံတိုင်းထဲကိုရောက်နေတဲ့လိပ်ပြငယ်တစ်ကောင်လိုထင်မဲ့ရတယ်။သူကဘေးဘီပညာကိုရင်ထိုးလှရှားနေပြီးနတ်ဖျားတက်တာစုတွေကိုရှောင်တိန်နေတယ်။အသုံးမဝင်ဘူး။ဘာမှအသုံးမဝင်ဘူး။မင်းရဲ့တိုက်ခိုက်မှုတွေအားလုံးငါသိနေရပဲလေ။ကျန်းရှန်အပြုံးနဲ့ပြောလိုက်တယ်။နောက်ဆုံးနတ်ဘုရားတက်တာစုကိုရှောင်တိန်လိုက်ပြီးနောက်ကျန်းရှန်ရဲ့အရှင်ဟာရုတ်တရက်အနေငယ်မြတ်ဆက်လာတယ်။သူကတခဏအတွင်းတန်းရင်ရှိကိုရောက်လာပြီးပြပြဖုံဖုံလက်သီးနဲ့တန်းရင်မျက်နှာကိုထိုးလိုက်တယ်။ကျန်းရှန်ကလက်သီးနဲ့ထိုးလိုက်တဲ့အချိန်မှာဒီကိုယ်လုံးမှရှိရဲ့အစွမ်းတွေကိုသုံးလိုက်တာဖြစ်တယ်။ဒါကြောင့်တန်းရီကလက်သေးချက်တစ်ချက်ထင်းနဲ့တိုက်ပွဲစင်မြင့်ပေါ်ကနေလွင့်သွားပြီးအပြင်ဘက်ကိုကျသွားတယ်။တန်းရီကျသွားတဲ့နေရာမှာမူလာကလင်းလက်တောင်တဲ့အပြင်စည်းတစ်ပတ်တွေပြည့်နေတယ်။ဒါပေမဲ့သူကလွင့်လာတဲ့အချိန်မှာတော့ဒီနေရာမှာရှိနေတဲ့လူတွေကချက်ချင်းနောက်ကိုရွှဲသွားတဲ့အတွက်တန်းရီကမြေပြင်ပေါ်အရှိန်နဲ့ကျသွားတယ်။အော်ဆရာကောင်းလိုက်တာ။ကျန်းဦးရှန့်ဒီဘက်တီးကတော်တော်အစွမ်းထက်တာပဲပြီးတော့သူကလက်သီးတစ်ချက်တည်းနဲ့တိုက်ပွဲစင်မြင့်ရဲ့အပြင်ဘက်ကိုရောက်တိုက်ခိုက်နိုင်တယ်လင်းလက်တောင်ထိပ်ကအပြင်စည်းတပည့်တွေကလည်းသွေးတွေစူပေါ်လာသလိုခံစားလိုက်ရပြီးဝမ်းသာအားရအော်ဟစ်နေကြတယ်လင်းသားတောင်ထိပ်ကစင်ခေါ်ဖို့အတွက်စွစုပေါင်းလူ20ရောက်လာခဲ့တယ်တန်းရီကရှုံးနေသွားတဲ့အချိန်မှာလင်းသားတောင်ထိပ်ကလူတွေကမျက်နှာပြတ်သွားပြီးပြောလိုက်တယ်တန်းရီကိုသွားပြီးကုညီပေးလိုက်ဒီအခါလင်းလက်တောင်ထိပ်ကအပြင်စည်းတပည့်နေအောင်ရှောက်လာပြီးတန်းရီကိုသူတို့လင်းသားတောင်ထိပ်အဖွဲ့စီကိုပြန်ခေါ်သွားပါတယ်။ဒီအချိန်မှာတန်းရီကကျောင်းရှင်ကိုရှုံးနေသွားရုံသာမကတကူလုံးကလည်းဖြူပတ်ဖြူရောဖြစ်နေတယ်။သူ့ရဲ့အပြင်စည်းတပည့်ဝိဆုံပေါ်မှာလည်းခြေထောက်ရာတွေပြည့်နေတယ်။သူကဒီအရာကိုသေချာစဉ်းစားနိုင်ခြင်းမရှိဘူး။တန်းရီကမြေပေါ်ကျသွားတဲ့အချိန်မှာလင်းလက်တောင်ထိပ်ကလူငယ်တွေကခြေထောက်နဲ့ကန်ထားကြပုံရတယ်။ဒီအချိန်မှာကျောင်းရှင်ကတော့တိုက်ပွဲစင်မြင့်ပေါ်မှာရက်နေပြီးလင်းသားတောင်ထိပ်ဘက်ကိုဦးကြည့်လိုက်တယ်။တောင်ထိပ်စင်ခေါ်ပွဲရဲ့စီးမြင့်အရာအပြင်ကိုင်းရောက်တိုက်ခိုက်ဖို့အတွက်လူ9ယောက်လွတ်လို့ရတယ်။နောက်တစ်ယောက်ကဘယ်သူများဖြစ်မလဲ။ဒီအချိန်မှာလင်းသားတောင်ထိပ်စီကနေရှီတန်တစ်ခုကိုရုတ်တရက်ကြားလိုက်ရတယ်။ပြီးနောက်လူပုလေးတစ်ယောက်ကတိုက်ပွဲစင်မြင့်ပေါ်ခုန်တက်လာပြီးလက်ညှိုးထိုးလို့ပြောလိုက်တယ်။အမှန်တိုင်းပြောရရင်တန်းရီတစ်ယောက်တည်းနဲ့မင်းတို့လင်းလက်တောင်ထိပ်ကလူတွေအားလုံးအနိုင်ရမယ်လို့ငါထင်ထားခဲ့တာဒါမဲ့သူက၄ပွဲမြောက်ပြိုင်ပွဲမှာရှုံးသွားလိမ့်မယ်လို့ထင်မထားခဲ့ဘူးမင်းတို့လင်းလက်တောင်ထိပ်က
ငါတို့ထင်ထားသလောက်မစိုးသေးပါဘူး။ကျန်းဦးရှင်ကမျက်မှောင်ကျလို့မေးလိုက်တယ်။ဒါကမင်းတို့စင်ခေါ်တဲ့ပြိုင်ပွဲပဲလေ။ငါကမင်းရဲ့နာမည်ကိုသိခွင့်ရှိမလား။မင်းကလင်းကြောက်တောင်ထိပ်မှာအဆင့်ဘလောက်လဲ။လူပုလီကနောက်တစ်ချိန်လက်ညှိုးထိုးပြီးပြောလိုက်တယ်။ရှုံးတဲ့သူကငါနာမည်ကိုသိခွင့်မရှိဘူး။ငါရဲ့နာမည်ကိုသိစင်နေဆိုရင်တော့ငါ့ကိုအနိုင်ရအောင်လုပ်လိုက်။ဒါဆိုရင်ပြောပြမယ်။ဒါဆိုရင်တော့ငါမင်းစီကနေအကြံဉာဏ်တောင်းရအောင်မှာပေါ့။ကျန်းဦးရှင်ကပြောလိုက်တဲ့အချိန်မှာသူ့ရဲ့ခြေထောက်အောက်မှာအစစ်အမှန်ခြေစမ်းအင်းတွေပေါ်လာတယ်။သူ့ရဲ့ခန္ဓာကိုယ်ကလည်းအလွန်သွက်လက်ပေါ်ပါစွာလှုပ်ရှားလိုက်ပြန်တယ်။ကျန်းဦးရှင်ကထူးခြားတဲ့ကျင့်စဉ်တစ်ခုကိုလေ့ကျင့်ထားခဲ့တယ်။ဒါကြောင့်သူ့ရဲ့အစစ်အမှန်ခြေစွမ်းရင်းကကျန်းဦးရှင်ရဲ့တုံ့ပြန်မှုနဲ့အရှင်ကိုတိတိတသားတိုးမြင့်လာစေနိုင်တယ်။ကျန်းဦးရှင်ကကျန်းရီကိုရင်ဆိုင်ခဲ့တယ်လို့မဟုတ်ပဲအခုလူပုလေးကိုရင်ဆိုင်ရတဲ့အချိန်မှာအစွမ်းကုန်စူးစမ်းထားတဲ့အတွက်သူ့ရဲ့အရှင်ဟာတိတိတသားမြင့်တက်နေတယ်။ဒါအပြင်သူ့ရဲ့ပြည့်ပြည့်ဝဝခန္ဓာကိုယ်ကြီးကလည်းတိုက်ပွဲစင်းမြင့်ပေါ်မှာအလိုလင်းမြတ်စွာလှုပ်ရှားနေတယ်။ဟမ်ဒီလောက်ရှင်မရှိရလား။ဒါဆိုရင်တော့ဟာတာပဲ။လူပုလေးကပြောလိုက်တယ်။ဒီလူပုလေးရဲ့အရှင်ဟာကျန်းဦးရှန်ထက်တောင်ပိုပြီးမြန်ဆန်နေသေးတယ်။သူကအလိုလင်းမြတ်လွန်းနေတိုက်ပွဲစင်းမြင့်ပေါ်မှာလူပုလီနဲ့ဖက်တီတို့ကအချင်းချင်းတိုက်ခိုက်နေကြတယ်။ဒီလိုတိုက်ခိုက်မှုတွေကြောင့်ကြည့်နေသူတွေကလည်းအသက်တောင်မရှူနိုင်သလိုခံစားနေရတယ်။မိုကန်တို့လိုအစင်းလိုက်တဲ့အပြင်းစည်းတပည့်တွေကတော့မျက်လုံးထဲမှာဝေဝါးနေသလိုခံစားနေရတယ်။သူတို့ဟာဆင်းမြင့်ပေါ်ရှိအခြေအနေကိုရှင်းရှင်းလင်းလင်းမမြင်ရဘူး။ဒါကြောင့်ဘသူကအသာစီးရနေကြောင်းမမြင်ရဘူး။လူ့အကျန်းကလည်းတိုက်ပွဲဆင်းမြင့်ပေါ်ကိုစိုက်ကြည့်နေပြီးမျက်မှောင်ကျုံလိုက်မိတယ်။လက်ရှိအခြေအနေကကျန်းဦးရှန်အတွက်မကောင်းလာဘူး။ဒီလိုပုလေးကစမ်းကြဲတဝက်အဆင့်သာရှိသေးပေမဲ့လေသူ့ရဲ့အစွမ်းနဲ့အရှင်ကကျန်းဦးရှန်ထက်အစပေါင်းများစွာတာလွန်နေတယ်။ဒီလိုဆက်သွားမယ်ဆိုရင်ကျန်းဦးရှန်ကရှုံးနေသွားရပါလိမ့်မယ်။ဒီတိုက်ပွဲတိုက်ခိုက်ခြင်းကတိတ်မကြလိုက်ဘူး။လူ့အကြံထင်ထားတဲ့အတိုင်းကျန်းဦးရှန်ကတတိမထားလိုက်မိတဲ့အချိန်မှာလူပုလေးကသူ့နောက်ကိုရှောင်းလာပြီးလက်ဝါးပေါ်မှာအစစ်အမှန်ခြိစွမ်းအင်တွေကိုစုစည်းလိုက်တယ်။အဲဒီနောက်ကျန်းဦးရှန်ရဲ့နောက်ကျောကိုရိုက်ချလိုက်တယ်။ကျန်းဦးရှန်ရဲ့နောက်ကျောမှာအရိုက်ခံလိုက်ရတဲ့နေရာကနေအလွန်ပြင်းထန်တဲ့ဆွမ်းအားတွေထွက်ပေါ်လာတယ်။ဒီအချိန်မှာကျန်းဦးရှန်ရဲ့ဝါဝါဖန်ဖန်ခန္ဓာကိုယ်ကလည်းအလေးချိန်မရှိတဲ့စွန့်တစ်ခေါက်လိုတိုက်ပွဲစင်းမြင့်ရဲ့အပြင်ဘက်ကိုရောက်လာတယ်။ဒီအရာကိုမြင်တဲ့အခါလူ့အကျန်းကတစိတကောင်လိုလှုပ်ရှားလိုက်ပြီးကျန်းဦးရှင်ရဲ့ခန္ဓာကိုယ်ကိုဖန်ထားပေးလိုက်တယ်။အလွန်လေးလံတဲ့ကျန်းဦးရှင်ရဲ့ခန္ဓာကိုယ်ကလူ့အကျန်းရဲ့လက်ထဲမှာတော့ဘာမှမရှိသလိုပေါ့ပါနေပါတယ်။သူကအလွယ်တကူဖန်ထားလိုက်နိုင်တယ်။လူ့အကျန်းကကျန်းဦးရှင်ကိုဖန်ထားလိုက်ပေမဲ့လေလူပူလေးရဲ့လက်ဝါးချက်ကြောင့်ကျန်းဦးရှင်ကတော့တရားရသွားပါသေးတယ်။ကျန်းဦးရှင်ကသွေးအန်လိုက်ရပြီးမျက်နှာကလည်းဖြူပဖြူရောဖြစ်သွားတယ်။အကိုကြီးဦးရှင်အဆင်ပြေရလားလူ့အကျန်းကကျန်းဦးရှင်ကိုမြေပေါ်မှာချပြီးမေးလိုက်တယ်။ကျန်းဦးရှင်ကသွေးအန်လိုက်ရပြီးပြန်ပြောလိုက်တယ်။တော်တော်နာတာပဲကြည့်ရတာငါနေရုံနဲ့ချောင်းကျိုးသွားပြီထင်တယ်။သူ့ကိုဖမ်းထားပေးလိုက်တဲ့သူကလူ့အကျန်းဖြစ်နေတာကိုမြင်တဲ့အခါကျန်းဦးရှင်ကအလိုအံ့ဩသွားတယ်။အဲဒီနောက်သူကအလိုဝမ်းသာသွားတယ်။လူ့အကျန်းမင်းရရက်တွေအကြာကြီးပြောက်နေတာနောက်ဆုံးတော့ပြန်လာပြီလားလူ့အကျန်းခေါင်းငိမ့်ပြလိုက်တယ်။အဲဒီနောက်သူ့ရဲ့ရှူမီလက်စွပ်ထဲကနေဆေးလုံးတစ်လုံးကိုထုံလို့ကျန်းဦးရှင်ပေးလိုက်တယ်။အကိုကြီးစကားမပြောပါနဲ့ရောအရင်ဆုံးကိုကိုဂယုစလိုက်အောင်ဒီအချိန်မှာသူကတိုက်ပွဲဆင်းမြင့်ပေါ်ကနေအတန်တန်ကြားလိုက်ရတယ်။လူပုလေးကအော်ဟစ်ပြီးပြောလိုက်တယ်။မင်းတို့လင်းလက်တောင်ထိပ်မှာနောက်ဆုံးအခွင့်အရေးတစ်ခုပဲရှိတော့တယ်။ဘသူကသိချင်းသိလဲ။ဒီစိန်ခေါ်ပွဲမှာတောင်ထိပ်တစ်ခုစီကနေလူ9ယောက်ကိုဆေးလွတ်လို့ရှင်ပြန်ခွင့်ရှိတယ်။ဒီစိန်ခေါ်ပွဲမှာလင်းလက်တောင်ထိပ်ကလူ4ယောက်ကိုဆေးလွတ်ခဲ့ပြီးသူတို့အားလုံးကရှုံးနေသွားခဲ့ရတယ်။ဒါကြောင့်လင်းတာတောင်ထိပ်မှာနောက်ဆုံးအခွင့်အရေးတစ်ခုသာရှိပါတော့တယ်။ငါတို့ကဘာလုပ်ကြမလဲ။နောက်ဆုံးအခွင့်အရေးလား။အစင်လေးကိုရောက်နေတဲ့ခိုကြည့်ရအောင်မသွားဘူးလား။ရှိုတောင်လွတ်ရင်လည်းပိုပြီးကောင်းတယ်လေ။ရှိုတောင်ရဲ့အစွမ်းကကိုကြည့်အောင်တက်တောင်ပိုပြီးအစွမ်းထက်သေးတယ်။ဟိုရှိကိုလွတ်မယ်ဆိုရင်တော့ပိုပြီးတော့ကောင်းတယ်။ဒါဆိုရင်ဟိုရှိကလင်းတာတောင်ထိပ်ကလူတွေအားလုံးတေချာပေါက်အနိုင်ရလိမ့်မယ်။
ဟိုရှိမှာအဲ့ဒီလိုအစွမ်းမျိုးရှိတယ်ဒါမဲ့အခုသူကလေ့ကျင့်နေရဲဆိုတော့ဘယ်လိုလုပ်ပြီးတက်ခိုက်နိုင်မှာလဲတစ်ဖက်လူတွေကလည်းတောင်အသေးချာနားလေထားတဲ့အတွက်စိန်ခေါ်ဖို့ရွေးချယ်လိုက်တာပဲဘာလို့ငါတို့တောင်ထိပ်ကနီးပြတွေကဒီစိန်ခေါ်မှုကိုလက်ခံလိုက်တာလည်းမသိဘူးဟိုရှိကလေးလက်တောင်ထိပ်အပြင်ခိုင်းမှာအစင်တက်ဖြစ်ပြီးသူကလေးလက်တောင်ထိပ်ရဲ့အပြင်စီးတပည့်တွေထဲမှာအစွမ်းတက်ဆုံးလူငယ်တစ်ယောက်ဖြစ်တယ်ဟိုရှိကစမ်းကျဲအစင်ကိုတက်လန်းနေတဲ့အတွက်အခုတစ်ချိန်တိုက်ပွဲကိုပါဝင်တိုက်ခိုက်နိုင်ခြင်းမရှိဘူးဒီလိုဆိုရင်ဘယ်လိုလုပ်ရမှာလဲလင်းသားတောင်ထိပ်ကအရှုံးပေးရတော့မှာလားဘယ်သူကမှမတိုက်ရဲဘူးဆိုရင်လေးလက်တောင်ထိပ်ကအရှုံးပေးရတော့မယ်ဒီလိုဆိုရင်သူတို့တောင်ထိပ်တစ်ခုလုံးရှုံးနေသွားတာပဲဖြစ်တယ်ဘယ်လိုလဲလေးလက်တောင်ထိပ်ကကြောက်နေပြီလားဘယ်သူကမှမတိုက်ခိုက်ရဲဘူးလားတကယ်လို့ဘယ်သူမှတက်မလာဘူးဆိုရင်တော့မင်းတို့လေးလက်တောင်ထိပ်ကအရှုံးပေးလိုက်တော့ဘယ်လိုပဲဖြစ်ဖြစ်ပါလိမင်းတို့တွေကရှုံးနေတာပဲဟာဟာဟာလူပုလီကအလွန်ကျဲလောင်စွာရှိလိုက်တယ်တည့်ရဲ့ချိန်မှာလူ့အကြံမတ်တဲရက်လိုက်ပြီးပြောလိုက်တယ်ငါမင်းနဲ့ရှင်းဆိုင်မယ်တည့်ရဲ့ချိန်မှာလေးလက်တောင်ထိပ်အပြင်စည်းတပည့်တွေအားလုံးကအနည်းနဲ့အများစိတ်သက်ကြနေကြတယ်လေးလက်တောင်ထိပ်ကြီးတစ်ခုလုံးမှာတော့ဝင်ပြိုင်မှုတင့်တော်တဲ့လူတယောက်ကိုရှာမတွေ့နိုင်တော့ဘူးလူ့အကြံရဲ့အတန်ကကျဲလောင်ခြင်းမရှိပေမဲ့လေအတော်လေးကိုအစွမ်းထက်တယ်ဒီစကားကိုတခြားသူတွေအားလုံးကလည်းရှင်းရှင်းလင်းလင်းကြားလိုက်ရတယ်ဘလို့လူ့ကိုကြာတိုက်ခိုက်ချင်နေရလားဒါကဘလို့ဖြစ်ရလဲသူကရှုလီကိုအနိုင်ရခဲ့ပေမဲ့ရှုလီကအပြင်ကိုင်းမှာအဆင့်30ပဲရှိတာသူကစင်းမြင့်ပေါ်မှာတိုက်ခိုက်ဖို့ဘလို့လို့ပြီးအရေးချင်းရှိမှာလဲသွားပြီဒီတောင်တိတ်စိန်ခေါ်ပွဲသာရှုံးနေသွားမယ်ဆိုရင်ငါတို့ရဲ့နောက်တစ်လစာဆေးလုံးတွေကတော့သွားပြီငါတို့ကဘလို့လေ့ကျင့်ရတော့မလဲလေးလက်တောင်ထိပ်ကအပြင်စည်းတပည့်တွေကညီတွာပြောဆိုနေကြတယ်စင်းမြင့်ပေါ်မှာရှိနေတဲ့လူပုလေးရလေလူ့အချမ်းကိုစိုက်ကြည့်လိုက်တယ်ဒီအချိန်မှာသူ့ရဲ့အမှုရာကတော့ပိုပြီးဆိုးရွားလာတယ်မင်းလားရိုးရင်းချင်းစီတန်းစင်နေပဲအစင်ကောင်လေးတယောက်ကငါ့ကိုတိုက်ချင်နေရလားဟာဟာဟာကောင်းပြီလေငါကမင်းရဲ့စင်ခေါ်မှုကိုလက်ခံပေးမယ်ဒါပေမဲ့ငါကမင်းကိုတနာနေမယ်လို့တော့ထင်မနေနဲ့တောင်ထိပ်တွေအချင်းချင်းစင်ခေါ်ပွဲမှာတောင်ထိပ်တွေရဲ့ထိတ်ဆုံးအဆင့်လူငယ်တွေကိုသာဆေလွတ်ကြတယ်အနှိမ့်ဆုံးတော့အပြင်ကိုင်းကအဆင့်20အတွင်းရှိတဲ့လူငယ်တွေသာတိုက်ခိုက်နိုင်ကြပါတယ်ဒါအပြင်တောင်ထိပ်တစ်ခုချင်းစီမှာအဆင့်20အတွင်းဝင်ရောက်ပြီးစမ်းကြေတဝက်အဆင့်ကိုရောက်နေတဲ့လူတွေကသာတိုက်ခိုက်ခွင့်ရကြတယ်မဟုတ်ပါလားအခုတော့ရိုးရင်းချင်းစီတန်းစင်တဲ့ပဲအဆင့်လူငယ်တယောက်ပေါ်လာတဲ့အတွက်လင်းတာတောင်ထိပ်ကအဖွဲရလေအတော်လေးကိုအံ့ဩနေကြတယ်ဟာဟာဟာလင်းလာတောင်ထိပ်ကဒီလောက်အစောကြီးလက်လျှော့လိုက်တယ်တိုက်ပွဲစင်မြင့်ပုံရိုးရင်းချင်းစီတန်းစင်တဲ့ပဲအဆင့်လူငယ်တယောက်ကတော့ရောက်လာတယ်ဒါကကြည်လင်ကောင်းကင်ကိုင်းထဲမှာတော့တကယ်ကိုဟာတာကြီးဖြစ်နေတော့မှာပဲငါကလေးလက်တောင်ထိပ်ကဟိုရှိရဲ့အကြောင်းကြားဘူးတယ်အခုကြည့်ရတာသူကလုံးဝမတိုက်ခိုက်နိုင်သေးဘူးထင်တယ်မင်းတို့ပေါ်ရင်ပြောမနေနဲ့တကယ်လို့ဟိုရှိရတာလေးချက်မနေဘူးဆိုရင်လေငါတို့ရဲ့အကိုကြီးလှုပ်ကန်ရှိကဟိုရှိကိုရှုံးမာရတာဟာတာပဲလေးသားတောင်ထိပ်အဖွဲထဲမှာလူများစွာမရှိပေမဲ့လေဒီအချိန်မှာသူတို့ရဲ့စိတ်ဓာတ်ကအလွန်တက်ကြွနေတယ်သူတို့ရဲ့စိတ်ထဲမှာလည်းလင်းလက်တောင်ထိပ်ကိုလုံးဝအနိုင်ရပြီလို့တွေးထားကြတယ်သူတို့ကတိုက်ပွဲစင်မြင့်ပေါ်မှာရိုးရင်းချင်းစီတက်စင်တဲ့ပဲအဆင့်လူငယ်လေးကိုအနိုင်ရပြီလို့ထင်ထားကြပါတယ်အမှန်တိုင်းပြောရရင်တော့လင်းသားတောင်ထိပ်ကလူရီသားမကလင်းလက်တောင်ထိပ်ကအပြင်စည်းတစ်ပည့်များစွာကပါဒီလိုတွေးမိနေကြတယ်ဒီအချိန်မှာလင်းလက်တောင်ထိပ်မှာလည်းတိုက်ပွဲစင်မြင့်ပေါ်ကိုတောကျင်တဲ့လူတယောက်မှမရှိတော့ဘူးအဆင့်တက်ဟိုရှိရာလေ့ကျင့်နေပြီးကျန်းဟိုရှန်တဲ့အဆင့်ပုံမြင့်နဲ့လူအနှင်းငယ်ကလည်းစင်မြင့်ပေါ်မသွားရဲကြဘူးဒါကြောင့်တိုက်ပွဲစင်မြင့်ပေါ်သွားရဲတဲ့သူတယောက်မှမရှိတော့ဘူးတကယ်လို့သူတို့ကဒီလူပုလေးကိုအနိုင်ရမယ်ဆိုရင်တော့လင်းတာတောင်ထိပ်ကနေတခြားအစွမ်းတက်ပညာရှင်တွေရောက်လာနိုင်တယ်တကယ်လို့သူတို့ကစွန့်စားလိုက်ပြီးစိုးစိုးဝါးဝါးတန်ရသွားမယ်ဆိုရင်တေချာပေါက်ဆုံးရှုံးမှုကပိုများလိမ့်မယ်ဒါကြောင့်လေးလက်တောင်ထိပ်အပြင်ခံရထိတ်တန်းအဆင့်တပည့်တွေကတောက်တနေရမှာရက်နေကြပြီးစကားတော်ဝင်မပြောကြဘူးလူ့အကြမ်းအတွက်ကတော့သူတို့ကိုယ်တိုင်လည်းဘာပြောရမှန်းမသိဖြစ်နေတယ်ဘယ်လိုပဲဖြစ်စေလင်းလက်တောင်ထိပ်ကလူတဝက်ကျော်ရှုံးနေသွားပြီဖြစ်တဲ့အတွက်
လုံးဝရှုံးနေသွားရင်လေကိစ္စမရှိတော့သူတို့ကရှုံးနေရမှာတေးချနေတယ်လူချမ်းကတိုက်ပွဲစင်းမြင့်ပေါ်ကိုတလန်းချင်းဖြင်းညင်းစွာတက်သွားတယ်အဲ့ဒီနောက်သူကရှေ့မှာရှိနေတဲ့လူပူလေးကိုစိုက်ကြည့်နေတယ်ကျန်းဦးရှန်နဲ့လူပူလေးတို့ရဲ့တိုက်ပွဲမှာလူချမ်းကတိုက်ပွဲကိုရှင်းရှင်းလင်းလင်းမြင်ထားရတယ်ဒါကြောင့်ဒီလူပူလေးရဲ့အရှင်ကအလိုလင်းမြန်ကြောင်းသိနေတယ်အရှင်ချင်းရှင်းလိုက်မယ်ဆိုရင်တော့လူချမ်းကိုယ်တိုင်ကတော့သူ့ထက်အနည်းငယ်နှင်းကြပါလိမ့်မယ်ဒါပေမဲ့ခွန်အားချင်းရှင်းလိုက်မယ်ဆိုရင်တော့လူချမ်းကရှုံကြည်ချက်အပြည့်နဲ့ပြုံးလိုက်တယ်အဲ့ဒီနောက်သူကလူပူလေးကိုဦးညွတ်လို့ပြောလိုက်တယ်မင်းနဲ့ကျန်းဦးရှန်တို့ပြောတဲ့စကားတွေရမင်းကိုအနိုင်ရမယ်ဆိုရင်တော့မင်းရဲ့နာမည်ကိုသိခွင့်ရှိမှာမဟုတ်လားလူပူလေးကအားရပါးရရှိပြီးပြောလိုက်တယ်ဟာဟာဟာမင်းကငါ့ရဲ့နာမည်ကိုလုံးဝသိခွင့်ရှိမှာမဟုတ်တော့ပါဘူးလူချမ်းခေါင်းခါပြလိုက်တယ်ငါအသိခွင့်မရှိဘူးဆိုရင်တိုက်ခိုက်လို့မရမှာစိုးရတယ်ဟာဟာဟာလေးလက်တောင်တွေကတော်တော်လေးကိုရည်ရတာပဲရိုးရင်းချင်းစီတန့်စင်နေပဲအစင်လူတယောက်ကတော့ငါ့ကိုဒီလိုပြောရတယ်နှစ်ကူတော့ကတော့ငါမင်းကိုသင်ခန်းစာပေးပြီးတိုက်ပွဲစင်မြင့်ပေါ်ကနေကန်ချဖို့ပဲစဉ်းစားထားတာအခုတော့ငါဒီအစီအစဉ်ကိုပြန်ပြီးရုပ်သိမ်းတယ်ရိုးရင်းချင်းစီတန့်စင်နေပဲအစင်နဲ့စမ်းကြဲတဝက်အစင်ကဘယ်လိုကွာခြားလဲဆိုတာငါမင်းကိုသိအောင်လုပ်ပြရအောင်မယ်လူပုလီကပြောပြီးသွားတဲ့အချိန်မှာမူလနေရာကနေပျောက်ကွယ်သွားပြီးလူ့ကျန်းစီကိုပြေးဝင်လာတယ်လူပုလီကပြေးလာတဲ့အချိန်မှာလူ့ကျန်းကရှေ့ကိုတလန်းတိုးသွားပြီးလက်သေးနဲ့လူပုလီရဲ့မျက်နှာကိုတက်တက်မက်မက်ထိုးလိုက်တယ်ဒီအချိန်မှာလူ့ကျန်းရဲ့ခေါင်းထဲမှာရှိနေတဲ့ငကားကြီးကောင်ခုနှစ်ခုကလည်းအစိမ်းရောင်အဝင်းလက်တောက်ပလာပြီးအလွန်ကြောက်စရာကောင်းတဲ့ခွန်အားတွေကလူ့ကျန်းစီကိုရောက်လာတယ်အဲ့ဒီနောက်လူ့ကျန်းရဲ့အစွမ်းနဲ့ပူးပေါင်းလိုက်တဲ့အခါဒီလက်သေးချက်ကအလွန်ကြောက်စရာကောင်းလွန်းလာတယ်လက်သေးချက်ကြောင့်ဒီလူပုလေးလွင့်ထွက်သွားတဲ့အရှင်ဟာသူရောက်လာတဲ့အရှင်ထက်တောင်ပိုပြီးကြောက်စရာကောင်းနေတယ်သူကခုနှစ်ပေခန့်အထိလွင့်သွားပြီးတိုက်ပွဲစင်မြင့်ရဲ့တစ်ဖက်နေရာနဲ့တိုက်မိပြီးလဲကျသွားတယ်အဲ့ဒီနောက်သူ့ရဲ့အပေါ်မှာအုတ်ချက်တွေလွှမ်းခြုံသွားပါတယ်ငါကိုယ်တိုင်ကလည်းရိုးရင်းစင်စီတန့်စင်နေပဲအစ်စ်နဲ့စမ်းချေတဝက်အစ်စ်ရဲ့ကြွားချမှုကိုသိကျင်နေတာပြီးတော့ငါမင်းရဲ့နာမည်ကိုလည်းစိတ်မဝင်စားဘူးလူ့ကျန်းကသူ့ရဲ့လက်ကဝတ်ကိုကြည့်လိုက်ပြီးအေးအေးဆေးဆေးပြောလိုက်တယ်ဒီအချိန်မှာဒီနေရာကြီးတစ်ခုလုံးကတိတ်ဆိတ်သွားတယ်စူညံနေတဲ့တိုက်ပွဲကွင်းပြင်ကြီးရဲ့ပတ်ပတ်လည်မှာလည်းဘသူကမှစကားမပြောနိုင်ကြဘူးသူတို့အားလုံးကပါဇက်အဟောင်းသားဖြစ်နေကြတယ်မိုကန်ရဲ့မျက်လုံးတွေကလည်းဝင်းလန်းတောက်ပနေတယ်သူကလူ့ကျန်းရဲ့အစွမ်းကိုသိနေတဲ့အတွက်လူ့ကျန်းကလူပူလေးကိုအနိုင်ရမယ်လို့ယုံကြည်နေတယ်ဒါပေမဲ့လူ့ကျန်းကလက်သေးတစ်ချက်ထင်းနဲ့အနိုင်ရလိမ့်မယ်လို့သူလည်းထင်မထားခဲ့ဘူးစမ်းကြဲတဝက်အဆင့်ပညာရှင်တယောက်ကိုလက်သေးတစ်ချက်ထင်းနဲ့အနိုင်ရခဲ့ခြင်းလူတိုင်းကအလွန်အံ့ဩနေကြတယ်လေးလက်တောင်ထိန်မှာအနက်ရောင်ဝတ်စုံတွေရောဝတ်ဆင်ထားတဲ့အတွင်းတပည့်တွေကလည်းဒီစင်ကော်ပွဲကိုလာရောက်ကြည့်ရှုနေကြတယ်သူတို့ကလည်းအတော်လေးကိုအံ့ဩနေကြတယ်အကိုကြီးယူချွန်ဒီကောင်လေးရဲ့အစွမ်းကိုဘလို့မြင်လဲအနက်ဝိတ်လူငယ်တယောက်ကမေးလိုက်တယ်ယူချွန်လို့ခေါ်တဲ့အနက်ဝိတ်လူငယ်ကတတိထားလို့ပြောလိုက်တယ်ရိုးရင်းချင်းစီတန်းစင်နေပဲအစ်စ်နဲ့ဒီလိုအစွမ်းမျိုးတာတိုက်ခိုက်နိုင်တယ်ဒီကောင်လေးကတိတ်မကြခင်အတွင်းကိုင်းလေးကိုရှောင်းလာမှာပဲတကယ်လို့သူကအတွင်းကိုင်းလေးကိုရှောင်းလာပြီးစမ်းကျဲအဆင့်ကိုရှောက်သွားမယ်ဆိုရင်အတွင်းကိုင်းမှာအဆင့်တက်နေအောင်ရှောက်လာလိမ့်မယ်ငါကိုယ်တိုင်ရတော့သူ့ကိုရှင်းနိုင်မှာမဟုတ်ဘူးသူကဒီလောက်တောင်ထူးချွန်တာလားအနက်ဝိတ်လူငယ်တယောက်ကမျက်လုံးပြူသွားပြီးမေးလိုက်တယ်ရုပ်ချာခေါင်းခါပြလိုက်တယ်ဒီလက်သေးတစ်ချက်ထဲနဲ့ဒီကောင်လေးရဲ့အစွမ်းခံမဲကြည့်လို့မရဘူးဒါပေမဲ့ဒီကောင်လေးစီမှာတခြားနည်းလမ်းတွေအများကြီးရှိနေအောင်မယ်လို့တွေးမိတယ်မင်းနဲ့ငါကိုယ်တိုင်တော့သူ့ရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူးဒါဆိုရင်ကျွန်တော်တို့ကတော့သူ့ရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူးပေါ့အနက်ဝိတ်လူငယ်ကိုလုံးဝကိုမယုံကြည်နိုင်တယ်လို့ဖြစ်နေတယ်ကျွန်တော်တို့အားလုံးကစမ်းကြဲအစဉ်ပညာရှင်တွေလေကျွန်တော်တို့ကအစီအနှစ်ချီစွမ်းရည်တွေကိုလည်းအသုံးပြုနိုင်ကြတယ်ဒီတော့ရိုးရင်းချင်စီတက်စင်တဲ့ပဲစင်လူကြောင်ရဲ့အကာအကွယ်တွေကကျွန်တော်တို့အတွက်အသုံးမဝင်ဘူးဒါကဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲငါလည်းမပြောတတ်ဘူးယူချန်ခေါင်းခါပြလိုက်တယ်
ငါမှဒီလိုခံစားမှုမျိုးပေါ်လာရုံတက်ပဲရှိသေးတယ်။ဂျင်မြင်ကွင်းကိုကြည့်နေပြီးခဏကြာတဲ့အချိန်မှာလင်းလက်တောင်ထိန်အပြင်ခိုင်းကြီးတစ်ခုလုံးကဝမ်းသာအားရအော်ဟစ်လိုက်ကြတယ်။လူ့ကျန်ရဲ့အစွမ်းကသူတို့ထင်ထားတာတက်တောင်ပို့နေတယ်။ဒါပေမဲ့အပြင်ခိုင်းရတပည့်တွေကရှင်းရှင်းလင်းလင်းသိထားကြတယ်။သူတို့ကဝမ်းသာနေကြပေမဲ့လေလူ့ကျန်ကစင်ကော်ပွဲကြီးတစ်ခုလုံးကိုအနိုင်ရတယ်လို့ဆိုလိုတာမဟုတ်သေးဘူး။လူ့ကျန်ကလင်းသားတောင်ထိပ်ကနောက်ထပ်လူ3ယောက်ကိုရှင်ဆိုင်ရအောင်မှဖြစ်တယ်။ဒီလူ3ယောက်ရဲ့အစွမ်းကတယောက်ထက်တယောက်ပိုပြီးအစွမ်းထက်လာနိုင်တယ်။လူ့ကျန်ပေါ်လာတဲ့အတွက်သူတို့လင်းလက်တောင်ထိပ်ကတော့အတော်လေးကိုမျက်နှာရသွားပြီဖြစ်တယ်။လင်းလက်တောင်ထိပ်ရဲ့အဆင့်ကနောက်ဆုံးဖြစ်ပေမဲ့လေလင်းလက်တောင်ထိပ်ကတပည့်တွေကသူတို့ရဲ့ဂုဏ်သိက္ခာကိုတန်ဖိုးထားကြပါသေးတယ်။အခုလိုအခြေအနေမျိုးမှာရက်တည်နိုင်ဖို့အတွက်တတ်သိရှိဖို့လိုအပ်တယ်။ဒီအချိန်မှာလင်းသားတောင်ထိပ်ကလူ20ကျော်ကတော့အတော်လေးကိုမျက်နှာပြတ်နေကြတယ်။ဒီအချိန်မှာသူတို့ရဲ့လူအုပ်ထဲကနေလူ3-4ယောက်ခန့်ရောက်လာပြီးအောက်ပုံကြီးထဲမှာလဲကျနေတဲ့လူပုလေးကိုတဲထုတ်သွားကြတယ်။ဒါပေမဲ့ဒီနေရာမှာလေးလက်တောင်ထိပ်ကတပည့်တွေလည်းရှိနေကြတယ်။သူတို့ကလူပုလေးကိုကြည့်ပြီးအတော်လေးကိုဝမ်းသာနေကြတယ်။အဲဒီနောက်လူအုပ်ကျန်းကပြိုင်ပွဲစင်မြင့်ရဲ့အစွန်ကိုသွားပြီးလင်းသားတောင်ထိပ်ကလူတွေကိုကြည့်လို့ပြောလိုက်တယ်။လင်းသားတောင်ထိပ်ကဘယ်သူလာအောင်မလဲ။လူအုပ်ကျန်းရဲ့လေတန်းကအရှက်ရှနိုင်ပေမဲ့လေဒီစကလုံးကအတော်လေးကိုရက်လို့နေသလိုထင်မဲ့ရတယ်။ငါလူအုပ်ကျန်းကတရက်ကိုအနိုင်ရသွားပြီ။နောက်တော့ဘယ်သူလာအောင်မလဲ။ဒီစကလုံးကတန်းရင်နဲ့လူပုလေးတို့လောင်ပြောင်တယောခဲ့တဲ့စကားတွေထက်တောင်ပိုပြီးအစွမ်းထက်နေသေးတယ်။တကယ်လို့အစွမ်းတက်တဲ့လူတွေရတာကြားမယ်ဆိုရင်စိတ်ထဲမှာတေချာပေါင်းနင်းသွားနိုင်ပါတယ်။ရိုးရင်းချင်းစီတန့်စင်နေပဲစင်လူတယောက်ကတော့ဒီလောက်ထိမောက်မာရဲတယ်။ငါအမင်းနဲ့တိုက်ခိုက်မယ်။လင်းသားတောင်ထိပ်ကနေလူတယောက်ထွက်လာတယ်။ဒီလူကအရက်ရှိရှိနဲ့ဖြစ်ပြီးဒီကိုယ်လုံးရှိကြွသားတွေကလည်းအလွန်အစွမ်းထက်တယ်။သူကအဖြူရဝတ်စုံကိုဝတ်ဆင်ထားပါတယ်။လူတန်ကြီးကတန်ချောင်းဆောင်ကြီးတစ်ခုလုံးခုန်တက်လာပြီးတိုက်ပွဲစင်းမြင့်ပေါ်ရောက်လာတယ်။တိုက်ပွဲစင်းမြင့်ပေါ်ခြေချလိုက်တဲ့အချိန်မှာလူတန်ကြီးကအဆက်အမှန်ချီဆွဲရည်ကိုတုံးလိုက်တယ်။ဒီအစွမ်းကြောင့်တိုက်ပွဲစင်းမြင့်ကြီးတစ်ခုလုံးကပြင်းပြင်းထန်ထန်လှုပ်ရှားလာပြီးကျဲလောင်တဲ့အတန်ကြီးတွေထွက်ပေါ်လာတယ်။ကြည့်ရတာကသူကသူ့ရဲ့ခွန်အားကိုတမင်တကာပြသနေတာဖြစ်ပုံရတယ်။ငါနာမည်ကဟိုတိုင်းလို့ခေါ်တယ်။ငါကလင်းသားတောင်ထိပ်မှာအဆင့်ကိုဒီလူတန်ကြီးကဟန်ရေးပြနေပေမဲ့လေသူကအနှင်းငယ်စိတ်ရှိပါတယ်။သူကလူပူလေးလိုမဟုတ်ဘူး။ဟိုတိုင်းကတလေးတစားရှိနေတာကိုမြင်တဲ့အခါလူ့ကျန်ကလည်းလက်နှစ်ဖက်ဆုပ်လို့ပြောလိုက်တယ်။လူ့ကျန်လေးလက်တောင်ထိပ်မှာအဆင့်မရှိသေးဘူး။အခုတည်းအဆင့်မရှိသေးဘူးဟုတ်လား။ဟိုတိုင်းကအနှင်းငယ်အံ့ဩသွားပြီးနားမလည်နိုင်သလိုခံစားနေရတယ်။ဒီလူငယ်ကရိုးရင်းချင်းစီတန့်စင်နေပဲအဆင့်သာရှိနေသေးတယ်။ကြည့်ရတာသူကလေးလက်တောင်ထိပ်ကိုရောက်လာတာတိတ်မကြနိုင်သေးဘူး။ဒါကြောင့်အဆင့်မရှိသေးတာသိကြတယ်။ဒါဆိုရင်ငါတို့တိုက်ပွဲကိုစကြတာပေါ့။အဲ့ဒီနောက်လူတန်းကြီးကအာယူလိုက်တော့တကူလုံးမှာရှိနေတဲ့ကြက်သားတွေကနှစ်ဆခန့်ကြီးမားလာတယ်။သူ့ရဲ့အဖြူရောင်အပြင်စည်းတစ်ပည့်ဝစ်စုံကတော့ကြက်သားတွေကြောင့်ပြက်စီးသွားတယ်။ဒီအချိန်မှာဟိုတိုင်းကတိုက်ပွဲစင်းမြင့်ပေါ်မှာရက်နေတဲ့ဘလူးတစ်ကောင်လိုထင်မှတ်ရတယ်။သူ့ရဲ့ခန္ဓာကိုယ်ထဲမှာအလွန်ကြောက်စရာကောင်းတဲ့စွမ်းရည်တွေကိုခံစားမိနေတယ်။ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါလင်းလက်ကြောင့်ထိတ်ကတပည့်တွေကလူ့ကျန်းအတွက်တွေးပြီးချွေးသေးချွေးပေါက်တွေကြောက်လာကြတယ်။လင်းသားတောင်ထိပ်ရဲ့အုတ်မြစ်ကလင်းလက်တောင်ထိပ်တဲ့အစာပေါင်းများစွာပိုလို့ခိုင်မာပါတယ်။လူ့ကျန်းကလူတယောက်ကိုသာအနိုင်ရသေးတယ်။ဒါပေမဲ့အခုသူတို့ကပိုပြီးအစွမ်းတက်တဲ့လင်းသားတောင်ထိပ်ကနေအဆင့်ကိုဟူတိုင်းကိုလွတ်လိုက်ပါတယ်။လင်းသားတောင်ထိပ်ကနေအပြင်စည်းတပည့်တွေကဘလောက်အစွမ်းထက်နေရလဲ။ငါဟူတိုင်းကအရန်ခွန်အားကြီးတယ်။တကယ်လို့မင်းကရင်ဆိုင်နိုင်ဖို့အရေးချင်းမရှိဘူးဆိုရင်ငါ့ကိုရှုံးပေးလိုက်။ဟူတိုင်းကလေးလေးနက်နက်ပြောလိုက်တယ်။လူ့ကျန်းကတော့ဟူတိုင်းရဲ့အမှုရာကိုသေချာစိုက်ကြည့်လိုက်တယ်။ဒီဟူတိုင်းကချင်းချောက်လို့ပြောနေတာမဟုတ်ဘူး။သူကလူ့ကျန်းကိုအရှုံးပေးဖို့တောင်းဆိုနေတယ်။ဒီအရာလည်းလူ့ကျန်းအတွက်ပြောနေတာသာဖြစ်ပါတယ်။မင်းရဲ့ညတာပေးမှုအတွက်ကျေးဇူးတင်ပါတယ်။ဒါပေမဲ့မလိုအပ်ဘူး
လို့ကြံရှိလိုက်တယ်။ဒါဆိုရင်တော့မင်းကဂရုစိုက်ပါ။ဟိုတိုင်းကတက်ပြင်းချလိုက်ပြီးခန္ဓာကိုယ်ကမော်သားရဲတကောင်လိုလို့ကြံစီကိုပြေးဝင်လာတယ်။ဒီအချိန်မှာအလွန်တန်မာတဲ့ဟိုတိုင်းရဲ့ခန္ဓာကိုယ်ကြီးကတိုက်ပွဲစင်မြင့်ပေါ်မှာရှောင်းလန်းတဲ့အချိန်တိုင်းကျေလောင်တဲ့အတန်ကြီးတွေထွက်ပေါ်လာတယ်။ဒီဟိုတိုင်းကခွန်အားတက်တက်နဲ့လို့ကြံကိုတိုက်ခိုက်ချင်နေတာဖြစ်တယ်။လို့ကြံမြင်မြန်ထွက်သွားလိုက်တော့တကယ်လို့အဲ့ဒီကောင်ရဲ့တိုက်ခိုက်မှုသာခံရမယ်ဆိုရင်ဒီကိုယ်လုံးမှာရှိတဲ့အရိုးတွေအားလုံးကျိုးသွားနိုင်တယ်။အဲ့ဒီလို့ကြံယူနေရလား။ तू ကဟိုတိုင်းနဲ့ဆက်ပြီးတော့ရှင်ပြန်ချင်နေသေးရလား။လို့ကြံကရိုးရင်းချင်စီတန့်စင်နေပဲအဆင့်သာရှိသေးပေမဲ့ဒီလိုအစွမ်းမျိုးရှိနေတယ်။သူ့ရဲ့အနာဂတ်ကတကယ်ကိုကောင်းပါပဲ။ဒီတစ်ချိန်တော့တော်တော်လေးကိုဆိုးသွားပြီ။တကယ်လို့ဟိုတိုင်းရဲ့တိုက်ခိုက်မှုသာခံရမယ်ဆိုရင်သူကတည်သွားလိမ့်မယ်။လေးလန်းတောင်ထိပ်ကအပြင်စည်းတပည့်တွေကအမြင်ရှိတဲ့လူတွေဖြစ်ကြတယ်။ရိုးရင်းချင်စီတန့်စင်နေပဲအဆင့်ပညာရှင်တယောက်ကဒီလိုအစွမ်းမျိုးရှိနေတဲ့အတွက်သူ့ရဲ့အနာဂတ်ကပိုလို့တောက်ပြောင်လာနိုင်တယ်။ဒါကြောင့်သူတို့ကလူအချမ်းကိုဆုံးရှုံးရမယ့်အတွက်သာပိုလို့ဝမ်းနေနေမိတယ်။ဟိုတိုင်းရဲ့တိုက်ခိုက်မှုနဲ့ရင်ဆိုင်ရတဲ့အခါလူအချမ်းကကောင်းမှစွာလက်သီးနဲ့ရင်ဆိုင်လိုက်ပြန်တယ်။လက်သီးတစ်ချက်ထဲနဲ့သာရင်ဆိုင်လိုက်တာဖြစ်ပါတယ်။ဒီအချိန်မှာနဂါးကြီးကုံခုနှစ်ခုစီကနေအလွန်ကြောက်စရာကောင်းတဲ့အစွမ်းတွေထွက်ပေါ်လာပြီးလူအချမ်းရဲ့ဝိညာဉ်လက်နက်ခန္ဓာကိုတိုက်ခတ်လိုက်တယ်။ဒီအချိန်မှာလူအချမ်းရဲ့လက်သီးကဟိုတိုင်းရဲ့အမာကျောဆုံးပခုံးထိုးလိုက်မိပါတယ်။ဟိုတိုင်းကသူ့ရဲ့ပခုံးနဲ့လူအချမ်းတိုက်ပစ်ချင်နေတယ်။ဒါကြောင့်လူအချမ်းကလက်သီးနဲ့ထိုးလိုက်တဲ့အချိန်မှာဟိုတိုင်းကရှောင်တိန်နေခြင်းမရှိပဲလက်သီးကိုထိတ်တိုက်ရှင်းဆိုင်လိုက်တယ်။ဟိုတိုင်းရဲ့တွက်ဆချက်အရာသူ့ရဲ့ပခုံးနဲ့ရှင်းဆိုင်မိလိုက်ရင်လူအချမ်းရဲ့လက်ကကျိုးသွားမယ်လို့တွေးလိုက်မိတယ်။ဟိုတိုင်းရဲ့ပခုံးကလူအချမ်းရဲ့လက်သီးနဲ့ထိတ်တိုက်ရင်ဆိုင်မိလိုက်တဲ့အချိန်မှာတော့သူ့ရဲ့မျက်နှာအမှုရာပြောင်းလဲသွားတယ်။လူအချမ်းရဲ့လက်သီးစီကနေသူ့ထက်တောင်ပိုပြီးအစွမ်းထက်တဲ့ခွန်အားတစ်ခုကိုခံစားမိနေတယ်။တကယ်လို့ဟိုတိုင်းရဲ့အစွမ်းကအလွန်ကြောက်စရာကောင်းတဲ့မော်သားရဲတကောင်ရဲ့အစွမ်းမျိုးလို့ပြောရမယ်ဆိုရင်လူအချမ်းရဲ့အစွမ်းကတောင်ကြီးတတောင်လိုဖြစ်နေတယ်။ဒါအပြင်လူအချမ်းရဲ့အစွမ်းကပင်လယ်သမုဒ္ဒရာကြီးတစ်ခုလိုအဆုံးမရှိပဲခက်မှန်းလို့မရနိုင်ဘူး။သူတို့နှစ်ယောက်ရင်ဆိုင်မိတဲ့အချိန်မှာဆွဲအားတွေကအဆုံးစွန်ထွက်ပေါ်လာတယ်။လူအချမ်းရဲ့လက်သီးချက်ကိုဟိုတိုင်းကထိတ်တိုက်ရင်ဆိုင်လိုက်ရပြီးတံပြန်ဆွမ်းအားကြောင့်ဟိုတိုင်းကနောက်ကိုခြေလန်းတတဆင်ကနောက်ကိုဆုတ်သွားလိုက်ရတယ်။ဟိုတိုင်းကလည်းပထမတစ်ယောက်လိုသာဖြစ်တယ်။လူအချမ်းရဲ့အစွမ်းကအဆုံးမရှိတဲ့အတွက်ဟိုတိုင်းကတိုက်ပွဲစင်မြင့်ပေါ်ကနေလို့အောက်ဘက်ကိုပြုတ်ကျသွားခဲ့တယ်။နောက်ထပ်လက်သီးတစ်ချက်ထဲနဲ့အနိုင်ရခဲ့ပြန်တယ်။ခွန်အားချင်းရှင်ပြိုင်တဲ့တိုက်ပွဲမှာလည်းလူအချမ်းကအနိုင်ရခဲ့ပြန်တယ်။ဒီအချိန်မှာလင်းလန်းတောင်ထိပ်ကတပည့်တွေကတော့ရှင်ထဲမှာတဒိန်းဒိန်းခုန်လာသလိုခံစားနေရတယ်။ဒီနေ့မှာလူအချမ်းရဲ့စွမ်းဆောင်ရည်ကဒီကဘာကြီးတစ်ခုလုံးကိုပြောင်းပြန်လှမ်းလိုက်သလိုခံစားနေရတယ်။အခုလူအချမ်းရဲ့စွမ်းဆောင်ရည်ကိုထိုးချွတ်နေလို့တော့ပြောလို့မရနိုင်တော့ဘူး။တကယ်လို့သူ့ရဲ့စွမ်းရည်ကိုဖော်ပြခြင်းနဲ့ဆိုရင်တော့မကောင်းဆိုးဝါးဆန်နေဆိုတဲ့စကားလုံးတစ်ခုသာဖော်ပြနိုင်လိမ့်မယ်။ခွန်အားအရာမှာနာမည်ကျော်တဲ့ဟိုတိုင်းကလူအချမ်းရဲ့လက်သီးတစ်ချက်ထဲနဲ့ရှုံးနေသွားမယ်လို့ဘသူကရောထင်ထားမှလဲ။လူအချမ်းကအလွန်ကြောက်စရာကောင်းတဲ့အစွမ်းနဲ့တိုက်ခိုက်နေတာဖြစ်ပါတယ်။အဲဒီနောက်လူအချမ်းကလင်းတာကြောင်ထိတ်ကနေလူရီစီကိုကြည့်ပြီးမေးလိုက်ပြန်တယ်။ဘသူလာအောင်မလဲ။ဟိုတိုင်းကတော့အလွန်ချမ်းခိုင်တန်ဆန်းတဲ့အတွက်လူအချမ်းကြောင့်ပြုတ်ကျသွားပေမဲ့လည်းတရားရခြင်းမရှိဘူး။သူကကောင်းမှနေပြီးအမကျေနပ်သေးတဲ့အမှုရာနဲ့ပြောလိုက်တယ်။ခဏဆောင်ငါအစင်သစ်မဖြစ်သေးဘူး။မင်းကဒီလောက်ထိခွန်အားကြီးလိမ့်မယ်လို့ငါလည်းထင်မထားခဲ့ဘူး။ငါကနောက်တစ်ချိန်တိုက်ခိုက်ချင်သေးတယ်။ပြိုင်ပွဲစည်းမျဉ်းတွေရမင်းကတိုက်ပွဲစင်ပေါ်ကနေပြုတ်ကျသွားပြီဆိုတော့ရှုံးသွားပြီ။နောက်တစ်ယောက်တက်လာခဲ့။လူအချမ်းခေါင်းခါပြလိုက်တယ်။သူကဒီနေ့မှလင်းလက်တောင်ထိပ်ကိုပြန်ရောက်လာတာဖြစ်တယ်။သူကဟိုတိုင်းရဲ့တောင်းဆိုမှုကိုလက်မခံနိုင်ဘူး။ပြီးနောက်လင်းတာတောင်ထိပ်ကနေနောက်တစ်ယောက်ဆေးလွတ်လိုက်တယ်။ဒီပြိုင်ပွဲနှစ်ခုလုံးမှာလည်းလူအချမ်းကလက်သီးတစ်ချက်တည်းနဲ့အနိုင်ရခဲ့တယ်။ဒါကြောင့်လင်းတာတောင်ထိပ်အပြင်စည်းတပည့်တွေကလည်းဖိအားတွေကိုခံစားလိုက်ရတယ်။လူအချမ်းကရိုးရင်းချင်းစီတန့်စင်နေပဲအဆင့်သာရှိသေးပေမဲ့လေလင်းတာတောင်ထိပ်ကလူတွေကတော့တ
ဒီအဆင့်ကိုတော့လုံးဝမေ့ထားလိုက်ရတယ်လူ့ကိုကျန်းစီမှာဝက်ဘဲတစ်ခုရှိနေရလားဒါမှမဟုတ်ကံကောင်းနေလို့လားမသိနိုင်ပေမဲ့လေသူကအမှန်တကယ်ခွန်အားကြီးမားတဲ့ဟိုတိုင်းကိုအနိုင်ရခဲ့တဲ့အတွက်လူ့ကိုကျန်းရဲ့ခွန်အားကအဆင့်တူတွေထက်တာလွန်နေတာဖြစ်ကြောင်းသိတာနေတယ်လင်းသားတောင်ထိပ်ကနေလေးယောက်မြောက်လွတ်လိုက်တဲ့လူကတော့အလွန်တတိထားနေတယ်ကန်ဆိုးသွားတာကလူ့ကိုကျန်းကသူ့ကိုအခွင့်အရေးမပေးတော့လက်သေးတစ်ချက်တည်းနဲ့တိုက်ခိုက်လိုက်တော့လင်းသားတောင်ထိပ်ကနေဒီအပြင်းစည်းတစ်ဖက်ရလေတိုက်ပွဲစင်မြင့်ရဲ့အပြင်ဘက်ကိုလွင့်သွားပြန်တယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါလင်းလက်တောင်ထိပ်ကနေတပည့်တွေအားလုံးကသူတို့ရဲ့ခံစားချက်ကိုပြောပြဖို့စကားလုံးတော်မရှိတော့သူတို့ကအလွန်စိတ်လှုပ်ရှားနေမိကြတယ်ဒီတိုက်ပွဲစင်မြင့်နဲ့ပေတထောင်ခန့်အကွာမှာရှိနေတဲ့အိမ်ငယ်လေးတစ်လုံးထဲမှာမိမပြိုနေအောင်ရက်နေကြတယ်သူတို့ကဒီနေရာမှာရှိနေတဲ့လူတိုင်းကိုကြည့်နေကြတယ်ဒီမိမပြိုနေအောင်ကတော့အတော်လေးကိုထူးခြားလုံးပါတယ်နီးပြဆိုငါတော့နင့်ကိုရှုံးတော့မယ်ထင်တယ်နေကလူတွေခေါ်လာပြီးလေးလက်တောင်ထိပ်ကအပြင်းစည်းတစ်ပည့်တွေကိုစိန်ခေါ်ဖို့ပြောတယ်ဒီတော့ငါကလေလင်းတောင်ထိပ်ကအပြင်းစည်းတစ်ပည့်တွေပြောလိုက်တယ်ရလက်တစ်ခုအနေနဲ့နေတို့တောင်ထိပ်မှာဒီလိုမကောင်းဆိုးဝါးတယောက်ပေါ်လာခဲ့တာပဲဒီစကားကိုပြောလိုက်တဲ့မိမပြူကမိုးချင်းရံဖြစ်တယ်သူမကလင်းတောင်ထိပ်ကနီးပြတယောက်ဖြစ်ပါတယ်အခုတစ်ချိန်စိန်ခေါ်မှုကိုဒီနီးပြနှစ်ယောက်ကစီစဉ်ခဲ့တာဖြစ်ပါတယ်တပည့်တွေကိုလုံဆော်ပေးပြီးကြိုးကြိုးဆဆလေးချင်းစီဖို့အတွက်ဒီနီးပြတွေကနီလန်းမျိုးစုံကိုအသုံးပြုကြတယ်တောင်ထိပ်စိန်ခေါ်မှုကအကျိုးသက်ရောက်တဲ့နီလန်းမျိုးတော့မဟုတ်ဘူးတကယ်လို့လေးလက်တောင်ထိပ်ကသာရှုံးနေသွားမယ်ဆိုရင်အပြင်းစည်းတပည့်တွေရဲ့စိတ်ခံစားချက်ကိုတက်ရောက်သွားစေနိုင်ပြီးသူတို့ကတစ်ဖက်တောင်ထိပ်ကိုအမိလိုက်ဖို့အတွက်ကြိုးကြိုးဆဆလေ့ကျင့်ကြလိမ့်မှာဖြစ်တယ်ဒီရလဒ်ကိုရဖို့အတွက်နီးပြစုကလင်းသားတောင်ထိပ်ရဲ့စိန်ခေါ်မှုကိုလက်ခံလိုက်တာဖြစ်ပါတယ်စူလင်းရင်ကလည်းလူ့အချမ်းကိုစိုက်ကြည့်နေပြီးဇဝေဇဝါဖြစ်နေတယ်သူကငါးစီကနေတာဝန်တစ်ခုကိုလက်ခံသွားပြီးတောင်ဘက်ပိုင်းမှာဓားသွားပိုးကောင်တွေကိုသွားတက်နေတာအဲ့ဒါအလားဝက်ပဲရှိသေးတယ်အခုသူကပြန်ရောက်လာတဲ့ချိန်မှာသူ့ရဲ့အစွမ်းဒီလောက်မြင့်မြတ်ဆန်ဆန်တိုးတက်လာလိမ့်မယ်လို့ထင်မထားခဲ့ဘူးဘလို့ရိုးရင်းချင်စီတန်းစင်တဲ့ဘက်အစင်လူတယောက်ကဓားသွားပိုးကောင်တွေကိုသွားတက်တာလားတကယ်ကိုထင်မထားခဲ့ဘူးဒါမဲ့ဒီကောင်လေးရဲ့အစွမ်းရသူကအဲ့ဒီကြောင်ကိုလက်ခံနိုင်တဲ့အရှိချင်းရှိပါတယ်မူချင်းရန်ကတိုက်ပွဲစင်းမြင့်ပေါ်ကြည့်ပြီးမသက်မသာပြောလိုက်တယ်ဒီကောင်လေးကတကယ်ကိုထူးခြားတာပဲပြီးတော့သူ့ရဲ့လုပ်ရက်တွေကလည်းအဆက်ခွဲတယ်လို့ဖြစ်နေပြီအချိန်တိုင်းကြောက်ပွဲတိုင်းသူကလက်သေးတစ်ချက်တည်းနဲ့အနိုင်ရနေတယ်မူချင်းရဲ့စကားကိုကြားတဲ့အခါစုလင်းရင်ကအပြုံးနဲ့ပြောလိုက်တယ်အမချင်းရန်ကြည့်ရတာလင်းသားတောင်ထိပ်ကတပည့်တွေကတော်တော်လေးကိုအချိန်နဲ့စိုးဝါးနေပြီထင်တယ်ဒီကောင်မလေးငါးနှစ်ကိုအကူအညီပေးနေတာနေရငါ့ကိုလှောင်ရဲတယ်လားလူ့ကိုကျန်းဆိုတဲ့ဒီကောင်လေးကအစွမ်းထက်ပေမဲ့ငါတို့လင်းသားတောင်ထိပ်မှာလေအစွမ်းထက်တဲ့လူတွေမရှားပါဘူးနောက်ဆုံးတစ်ယောက်ကရှူကန်ရှိဖြစ်လိမ့်မယ်ရှူကန်ရှိကငါတို့လင်းသားတောင်ထိပ်မှာအစင်တစ်ဖြစ်ပြီးစမ်းကြဲအဆင့်ကိုရောက်နေပြီရှုကန်ရှိတာထွက်လာမယ်ဆိုရင်လူ့အကြံအနိုင်ရစရာအကြောင်းမရှိဘူးမူချင်းရံပြောလိုက်တယ်စမ်းကြဲအဆင့်ဟုတ်လားအမအတူကိုအပြင်ကိုင်းထဲမှာဆက်ပြီးထားနေသေးရလားဆွေလေးရင်ကအံ့အားသင့်စွာပြောလိုက်တယ်ပြောရမယ်ဆိုရင်နှစ်စဉ်နှစ်တိုင်းအပြင်စည်းတပည့်တွေကအတွင်းကိုင်းထဲကိုရောက်သွားကြတယ်သူတို့ကစမ်းကြဲအဆင့်ကိုမပြောနဲ့စမ်းကြဲတဝက်အဆင့်အပြင်စည်းတပည့်တယောက်ဖြစ်နေမယ်ဆိုရင်တော့ဒီလူတွေကိုအတွင်းစည်းတပည့်အဖြစ်အပူခံရပါတယ်မူချင်းရန်ကအပြုံးနဲ့ပြောလိုက်တယ်နေတို့လင်းလက်တောင်ထိပ်မှာတော့ပါရမီရှင်နေရှိရမှာလားငါတို့လင်းသားတောင်ထိပ်မှာလည်းမရှိရဘူးသားဒီရှိုးခွန်ရှိကငါတို့လင်းသားတောင်ထိပ်ကိုရှောက်ပြီးနှစ်ဝက်အတွင်းအဆင့်တက်သွားတာငါတို့အတွင်းကိုင်းစီကိုပို့တော့အချိန်မရသေးတဲ့အတွက်အပြည့်စည်းတပည့်ပဲဖြစ်နေသေးတာစမ်းကြဲအစင်ဟုတ်လားစူလင်းရဲ့မျက်နှာကအနှင်းငယ်ပြောင်းလဲသွားတယ်တစ်ဖက်မှာလူ့အိုချမ်းကစမ်းကြဲအစင်ပညာရှင်တယောက်ကိုအနိုင်ရနိုင်မလားသူမကလည်းသိချင်နေတယ်တစ်ဖက်မှာသူမကလူ့အိုချမ်းကိုအနိုင်မရစေချင်အခြေအနေကိုအရင်ဆုံးကြည့်ရတာပေါ့စူလင်းရင်ကရှင်ထဲမှာတက်ပြင်းချလိုက်မိတယ်ပြိုင်ပွဲစင်မြင့်ပေါ်မှာလူ့အိုချမ်းက
နောက်ဆုံးပြိုင်ဘက်တစ်ယောက်ကိုသာရှင်ဆိုင်ဖို့ကြံရှိတော့တယ်။လင်းသားတောင်ထိပ်ကနေ900မြောက်လွတ်လိုက်တဲ့လူကလင်းသားတောင်ထိပ်အပြင်ကန်ကအစွမ်းထက်ဆုံးလူတစ်ယောက်ဖြစ်လာနိုင်တယ်။ရှိုကန်ရှိကတာမန်လို့သာထင်ရပြီးသူ့စီကနေစွမ်းအားတွေထွက်ပေါ်လာခြင်းမရှိဘူး။ဒါပေမဲ့သူတို့ကတော့အံ့ဩနေခြင်းမရှိကြဘူး။ရှိုကန်ရှိပေါ်လာတဲ့အချိန်မှာတော့အခုတစ်ချိန်တောင်ထိပ်စင်ခေါ်ပွဲမှာသူတို့ကအနိုင်ရတော့မှာမဟုတ်ကြောင်းလင်းလန်းတောင်ထိပ်အပြင်စီးတပည့်တွေကနားလေသွားကြတယ်။သူတို့ရဲ့ရှေ့မှာရှိနေတဲ့ရှိုကန်ရှိကအတော်လေးကိုအစွမ်းထပ်ပါတယ်။ဒါပေမဲ့ရှိုကန်ရှိကအစီအနစ်ချီစွမ်းအင်ကိုစုစည်းပြီးလက်ထဲမှာလက်စွပ်တကွင်းကိုဖန်တီးလိုက်တဲ့အခါလူတိုင်းကမျက်နှာပြတ်သွားတယ်။စမ်းကျင်အဆင့်။ तू ကစမ်းကျင်အဆင့်ကိုရှောင်းနေပြီ။ဒါတော့ तू ကအပြင်းစည်းတစ်ပည့်ဖြစ်နေသေးရလား။လင်းသားတောင်ထိပ်ကတော်တော်ဆိုးတာပဲ။အတွင်းစည်းတစ်ပည့်ကတော့လူ့ကိုကြောင်စိန်ခေါ်ချင်နေတယ်။ဒါအစည်းမြောင်ဖောက်ပြတ်တာပဲ။တကယ်လို့မင်းတို့ကတော့အတွင်းစည်းတစ်ပည့်ကိုလွတ်မဲဆိုရင်တော့ငါတို့လင်းလက်တောင်ထိပ်ကလည်းအတွင်းစည်းတစ်ပည့်တွေကိုလွတ်လို့ရတာပဲ။ဒီလူတွေအားလုံးကအနက်ဝိလူငယ်တွေအားလုံးကိုလှမ်းကြည့်လိုက်ကြတယ်။အနက်ဝိလူငယ်တွေကတော့အဝေးမှာရက်နေကြပြီးသူတို့ကလေးလက်တောင်ထိပ်ကနေအတွင်းစည်းတပည့်တွေဖြစ်ကြတယ်။ဒီအချိန်မှာသူတို့ကလည်းဒီနေရာရောက်နေကြတယ်။စမ်းချိန်အဆင့်ဆိုတာကတိုင်းပညာရှင်တွေထဲမှာအမှန်တကယ်ပညာရှင်တစ်ယောက်လို့သတ်မှတ်နိုင်တယ်။အစီအနစ်ချီစွမ်းအင်နဲ့အစစ်အမှန်ချီစွမ်းအင်ဆိုတာကကောင်းကင်နဲ့မြေကြီးလို့ကြွားချလို့နေ။လူ့အကျန်းကလင်းသားတောင်ထိပ်ကအပြင်းစည်းတပည့်တွေကိုလက်သေးတစ်ချက်ထဲနဲ့ဖြည့်ရှင်းနိုင်ခဲ့တယ်။ဒါပေမဲ့စမ်းကျက်အဆင့်ပညာရှင်တစ်ယောက်နဲ့တိုက်ခိုက်ရမယ်ဆိုရင်တော့ဒီစိန်ခေါ်မှုကမတရားတော့ဘူး။အဲဒီနောက်လူတိုင်းကအော်ဟစ်နေကြတယ်။ရှိုကွန်ရှိငါတို့လင်းသားတောင်ထိပ်အပြင်ကိုင်းရဲ့အဆင့်တစ်ပဲ။သူကစမ်းကျက်အဆင့်ကိုရောက်လာတာတိတ်မကြသေးတဲ့အတွက်အတွင်းကိုင်းထဲကိုပို့ဖို့အချိန်မရှိသေးတာ။ဒီတော့သူကအပြင်စည်းတစ်ပည့်တစ်ယောက်ပဲလေ။ငါတို့ကဘာလို့စီးမြင်ချိုးပေါက်နေလို့လဲမင်းတို့ကအစင်မပြေဘူးဆိုရင်လေအရှုံးပေးလိုက်ရှိုကန်ရှိကလင်းသားတောင်ထိပ်ရဲ့အားကိုးရာဖြစ်တယ်လင်းသားတောင်ထိပ်ကနေတပည့်ရဲ့စကားကိုကြားတဲ့အခါသူတို့ကချက်ချင်းတုတ်ပြန်ပြောဆိုလိုက်တယ်သူတို့နှစ်ဖက်ကအချင်းချင်းညှင်းခုန်နေကြပြီးရုံရင်းဆန်ခတ်ဖြစ်လာခဲ့တယ်ဒါပေမဲ့တိုက်ပွဲစင်းမြင့်ပေါ်မှာရှိနေတဲ့လူနှစ်ယောက်ကတော့ရုံရင်းဆန်ခတ်အခြေအနေကိုလုံးဝလေးလိုရှုထားတယ်ရှိုကန်ရှိလက်ထဲရှိလက်စွပ်ကိုလှည့်လို့ပြင်းရင်းစွာပြောလိုက်တယ်။မင်းကတကယ်ကိုအစွမ်းထက်တာပဲ။ရိုးရင်းချင်းစီတန့်စင်နေပဲအစ်စ်နဲ့ငါတို့လင်းသားတောင်တွေကစမ်းကျင်တဝက်အဆင့်ပညာရှင်3ယောက်ကိုဇက်တိုင်အနိုင်ရခဲ့တယ်။ဒီလိုမတမ်းမျိုးငါရှိုကန်ရှိကြားတော့မကြဘူး။မင်းရဲ့ကြီးကျူးမှုအတွက်ကျေးဇူးတင်ပါတယ်။လူ့အကျန်းကလက်နှစ်ဖက်ဆုပ်လို့ပြောလိုက်တယ်။ဒါပေမဲ့အခုငါမင်းကိုစင်ခေါ်နေပြီဆိုတော့စမ်းကျက်အဆင့်ပညာရှင်ကြောက်ရဲ့အစွမ်းနဲ့မင်းကိုအနိုင်ကျင့်တယ်လို့ဖြစ်နေလိမ့်မယ်။ပြီးတော့ဒီနေ့တောင်ထိပ်စင်ခေါ်ပွဲမှာငါအနိုင်ရမှာဖြစ်မယ်။မဟုတ်ရင်လင်းသားတောင်ထိပ်အပြင်ကိုင်းတစ်ခုလုံးကကြီးလေကောင်းရင်ကိုင်းထဲမှာမျက်နှာပြလို့ရမှာမဟုတ်တော့ဘူး။ရှိုကန်ရှိကအလွန်တင်းငိမ်စွာပြောလိုက်တယ်။ဒီစကားကိုကြားလိုက်ရတဲ့အခါလူ့အကျန်းကတင်းငိမ်စွာပြောလိုက်တယ်။ဒါဆိုရင်လည်းကောင်းပါပြီ။မင်းတို့လင်းသားတောင်ထိပ်ကိုကဲတင်လိုက်ပါစိတ်မပူပါနဲ့ငါမင်းကိုအနိုင်ရရုံပဲအနိုင်တိုက်မှာပါမင်းကိုထိခိုက်အောင်မလုပ်ပါဘူးရှိုကန်ရှိကပြုံးယုံလေးပြုံးလိုက်ပြီးအစီအနစ်ချီစွမ်းအင်နဲ့ဖန်တီးထားတဲ့ရွှေရောင်လက်စွပ်တစ်ခုကိုပြစ်လွတ်လိုက်တယ်ဒီအရာကလူ့ကျန်းစီကိုတက်တက်ရောက်လာတယ်လူ့ကျန်းကစမ်းကျက်အစဉ်ပညာရှင်တယောက်ကိုရှင်ဆိုင်ဘူးတာကအခုကပထမဆုံးအကြိမ်မဟုတ်ဘူးလွန်ခဲ့တဲ့ရက်အနည်းငယ်မှာသူကဓာကျိုးနဲ့အတူအဖြူမဲညီနောင်တိုက်ခိုက်ခဲ့တယ်။ဒါပေမဲ့အဖြူမဲညီနောင်ကိုတပ်ပစ်နိုင်တဲ့အခြေအနေမှာဓာကျိုးကအတော်လေးကိုရေးပါလို့နေ။ဒါပေမဲ့အခုကတော့တိုက်ပွဲစင်းမြင့်ပေါ်မှာဖြစ်တယ်။ကြည်လင်ကောင်းကင်ခံရလက်နက်တွေကိုအသုံးပြုရမှာကန့်သက်ထားခြင်းမရှိပေမဲ့လည်းဓာကျိုးကိုသုံးလိုက်မယ်ဆိုရင်တော့တေချာပေါက်သွေးထွက်တန်ကိုဖြစ်သွားပါလိမ့်မယ်။ဒီတောင်ထိပ်စင်ခေါ်ပွဲမှာလူ့အကျန်းကအလွန်သွေးစာနေတဲ့လုပ်ရမျိုးကိုမလုပ်ချင်ဘူးအစီအနစ်ချီစွမ်းအင်နဲ့ဖန်တီးထားတဲ့ရွှေရောင်လက်စွပ်ကဝဲလက်တောက်ပနေပြီးလက်ထဲမှာတဝေးဝေးမြည်တမ်းတွေထွက်ပေါ်လာနေတယ်
ဒီလက်စွပ်ကလူ့ဝကျန်ရဲ့ရှိကိုရောက်လာတဲ့အချိန်မှာတော့ရုတ်တရက်ကြီးမားလာပြီးလူ့ဝကျန်ကိုချုံနှောင်ဖို့ကြိုးစားလိုက်တယ်။ဒီအချိန်မှာလူ့ဝကျန်ရဲ့ခန္ဓာကိုယ်ထဲကနေခဲရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာပြီးရွှေရောင်လက်စွပ်ကိုလက်သီးနဲ့ထိုးလိုက်တယ်။လက်သီးချက်ကြောင့်ရွှေရောင်လက်စွပ်စီကနေအတန်တစ်ခုထွက်ပေါ်လာပြီးလက်စွပ်ကလူ့ဝကျန်နဲ့9ပေ6ပေခန့်အကွာတိုက်ပွဲစင်းမြင့်ရဲ့အပြင်ဘက်ကိုလွင့်သွားတယ်။ဒီအချိန်မှာရှိုးကန်ရှိကပြုံးယုံလေးပြုံးလိုက်ပြီးလက်ကိုလှုပ်ရှားလိုက်တော့ရွှေရောင်လက်စွပ်ပေါ်မှာရှိနေတဲ့ရွှေရောင်အလင်းတန်းတွေကမူလားပုံစံကိုပြန်ရောက်လာပြီးလူ့ကျန်းစီကိုရောက်သွားပြန်ပါတယ်။ဒီအချိန်မှာရှိုးကန်ရှိရဲ့အစီအနဲ့ခြေစွမ်းရည်တွေကလှုပ်ရှားလာပြီးသူရဲ့လက်ထဲမှာနောက်ထပ်ရွှေရောင်လက်စွပ်တစ်ကွင်းပေါ်လာပြန်တယ်။ဒီလက်စွပ်ကလည်းလူ့ကျန်းစီကိုရောက်လာပြန်တယ်။လူ့ကျန်းကအနောက်ကိုရောက်လာတဲ့ထူးထူးဆန်းဆန်းလက်စွပ်နှစ်ကွင်းကိုဆက်လက်တိုက်ခိုက်နေတယ်။တိတ်မကြောင်ခင်လူ့ကျန်းကရှိုးကန်ရှိရဲ့ရည်ရွယ်ချက်ကိုနားလည်လာတယ်။ရှိုးကန်ရှိကတော့တနေရာထဲမှာရက်နေပြီးလက်ကိုဝေယမ်းလိုက်တဲ့အချိန်တိုင်းသူရဲ့လက်ထဲကနေရွှေရောင်လက်စွပ်တစ်ကွင်းစီပေါ်လာနေတယ်။တခဏအတွင်းတိုက်ပွဲစင်မြင့်ပေါ်မှာရွှေရောင်လက်စွပ်ခုနှစ်ကွင်းပြန်တန်းလာပါတယ်။လူ့ကျန်းကဒီလက်စွပ်တွေကိုလက်သီးနဲ့တိုက်ခိုက်နေပေမဲ့လေလက်စွပ်တွေရဲ့အရှိတ်ကအလွန်များပြားလွန်းနေလူ့ကျန်းကဒီလက်စွပ်တွေအားလုံးကိုရှင်းမဆိုင်နိုင်ဘူးနောက်ဆုံးမှာတော့ရွှေရောင်လက်စွပ်တစ်ခွင်းကလူ့ကျန်းရဲ့တိုက်ခိုက်မှုတွေကြားရနေလွတ်သွားပြီးလူ့ကျန်းရဲ့လက်မောင်းကိုတိုက်ခိုက်လိုက်တယ်အဲဒီနောက်လူ့ကျန်းရဲ့လက်ကိုချုံနှောင်လိုက်တယ်မင်းကဒီလက်စွပ်နဲ့ငါ့ကိုချုံနှောင်ထားခြင်းလားလူ့ကျန်းရဲ့လက်ကအလွန်တန်မာလွန်းတဲ့အတွက်လက်စွပ်ရဲ့ချုံနှောင်မှုကိုဖျက်ဆီးနိုင်စွမ်းရှိတယ်သူရဲ့လက်ရှိအစွမ်းအရာစမ်းကြဲအစဉ်ပညာရှင်တယောက်ကိုရင်ဆိုင်ရရင်တော့ရှုံးနိုင်မှာမဟုတ်ဘူးဒီရွှေရောင်လက်စွပ်ကသူ့ကိုချုံနှောင်လိုက်တဲ့အချိန်မှာစတင်ပျက်စီးလာတယ်ဒီရွှေရောင်လက်စွပ်ကလူ့ကျန်းရဲ့အစွမ်းကိုခံနိုင်ရမရှိဘူးလူ့ကျန်းကရှုံးကန်လိုက်တဲ့အခါရွှေရောင်လက်စွပ်ပေါ်မှာအကွဲကြောင်တစ်ခုပေါ်လာတယ်ဒါပေမဲ့ဒီအချိန်မှာတခြားလက်စွပ်တွေကလူ့ကျန်းကိုဝိုင်းရံလာကြတယ်ရွှေရောင်လက်စွပ်တစ်ခွင်းဟာလူ့ကျန်းရဲ့အစွမ်းကိုခုခံနိုင်စွမ်းမရှိဘူးဒါပေမဲ့ရွှေရောင်လက်စွပ်ခုနှစ်ကွင်းရောက်လာတဲ့အချိန်မှာတော့လူ့ကျန်းကဒီရွှေရောင်လက်စွပ်တွေရဲ့ပူပေါင်းစွမ်းအားကိုချိုးဖျက်ဖို့ခက်ခဲနေတယ်။တင်းတစ်ချောင်းကိုဖျက်ဆီးဖို့လွယ်ပေမဲ့လေတင်းစီတစ်စီးကိုတော့ဖျက်ဆီးဖို့ခက်ခဲတယ်။ဒီရွှေရောင်လက်စွပ်တွေနဲ့ချုံနှံခံလိုက်ရပြီးရဲ့နောက်လူ့ကျန်းကတက်ပြန်းချပြီးနှက်ကောင်းရှုံလိုက်တယ်။နှက်ကားကြီးကုံခုနှစ်ခုရဲ့အစွမ်းအားလေးရုတ်တရက်ပေါက်ကွဲထွက်လာပြီးသူ့စီကနေအပြာရောင်အလင်းတန်းတွေထွက်ပေါ်လာတယ်။သူရဲ့ခန္ဓာကိုယ်ထဲကနေရုတ်တရက်ထွက်ပေါ်လာတဲ့စွမ်းအားတွေကြောင့်အရေးပြားအောက်မှာအပြာရောင်သွေးကြောလေးတွေကိုတော့မြင်လိုက်ရတယ်။သူကအကောင်းဆုံးစူးစမ်းလိုက်တဲ့အချိန်မှာလက်စွပ်တွေကတော့ချုံနှောင်ထားသေးတယ်။ဒီအချိန်မှာရှိုးကန်ရှိကသူ့စီကိုရှောင်လာပြီးအပြုံးနဲ့ပြောလိုက်တယ်။မင်းကအဲ့ဒါကိုဖျက်ဆီးနိုင်မှာမဟုတ်ဘူး။တကယ်လို့စမ်းကြဲအစဉ်ပညာရှင်တယောက်ဖြစ်နေမယ်ဆိုရင်တော့ငါရဲ့လက်စွပ်တွေနဲ့ချုံနှောင်ခံလိုက်ရမယ်ဆိုရင်မလွတ်မြောက်နိုင်တော့ဘူး။ဒီတော့မင်းကလွတ်မြောက်ဖို့စဉ်းစားမနေနဲ့တော့မင်းရဲ့ခွန်အားအစစ်တူလူတွေထက်အစာပေါင်းများစွာအစွမ်းထက်ပေမဲ့မင်းကငါ့ကိုတော့အသာစီးရမှာမဟုတ်ဘူး။မင်းကရှုံးတော့မယ်။ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့လင်းတာတောင်ထိပ်ကလူတွေကတော့လေးလေးနက်နက်တပြင်းချလိုက်မိကြတယ်။ရှိုးကန်ရှိရဲ့လက်စွပ်တွေကိုလင်းတာတောင်ထိပ်မှာအကြိမ်ပေါင်းများစွာမြင်ခဲ့ပူတယ်။မူလတုန်းကတော့ရှိုးကန်ရှိကစမ်းကြဲအဆင့်ကိုမရောက်သေးဘူး။ဒါကြောင့်ဒီလက်စွပ်တွေကအဆက်အမှန်ကြီးစွမ်းအင်းနဲ့ဖန်တီးထားတဲ့ခိုင်မာတဲ့လက်စွပ်တွေသာဖြစ်တယ်။ဒီလက်စွပ်ကအလွန်ခိုင်မာပြီးလင်းတာတောင်ထိပ်တစ်ခုလုံးကိုတော့အနိုင်ရခဲ့တယ်။အခုရှိုးကန်ရှိကစမ်းကြဲအဆင့်ကိုရောက်နေပြီဖြစ်တဲ့အတွက်အစီအနစ်ကြီးစွမ်းအင်းနဲ့ဖန်တီးထားတဲ့လက်စွပ်ကအဆက်အမှန်လို့ထင်မှတ်ရပြီးရိုးရင်းချင်းစီတန်းစင်နဲ့ပဲအစဉ်လူငယ်ရလဲတေချာပေါင်းဖြစ်စည်းနိုင်မှာမဟုတ်ဘူး။လူ့ကျန်းကတနေရာထဲမှာချုံနှောင်ခံကြရပြီးနှစ်ကြိမ်တိတိစူးစမ်းကြည့်ပေမဲ့လည်းမလွတ်နိုင်ကြောင်းတွေးလိုက်ရတယ်။ဒီအချိန်မှာသူကလက်လျှော့လိုက်ပြီးပြုံးယုံလေးပြုံးလိုက်တယ်။ဒီလိုချုံနှောင်လိုက်တာနဲ့ငါရှုံးသွားပြီလား။ရှိုးကန်ရှိကပြုံးယုံလေးပြုံးလိုက်တယ်။မင်းကလက်တွေခြေထောက်တွေမလှုပ်ရှားနိုင်မှာတော့မင်းကရှုံးနေပြီပေါ့။ထ
ဒါပေမဲ့ငါအခုတိုက်ပွဲဆင်းမြင့်ပေါ်မှာရက်နေသေးရမဟုတ်လားလို့ကြံမေးလိုက်တယ်တိုက်ပွဲဆင်းမြင့်ပေါ်မှာတိုက်ခိုက်တဲ့အချိန်မှာရှုံးနေခြင်းဆိုတာကအခြေအနေနှစ်ခုသာရှိတယ်ပထမတနည်းအားတစ်ဖက်လူကိုပြန်မထားနိုင်အောင်တိုက်ခိုက်တာဖြစ်ပြီးဒုတိယတနည်းကတော့တိုက်ပွဲဆင်းမြင့်ပေါ်ကနေပြုတ်ကျသွားအောင်တိုက်ခိုက်တာဖြစ်ပါတယ်လို့ကြံရဲ့စကားကိုကြားတဲ့အခါရှိုးကန်ရှိကပြုံးယုံလေးပြောလိုက်တယ်အဲဒီနောက်သူကအလိုညံကောင်းတဲ့အမှုရာနဲ့ပြောလိုက်တယ်အဲဒီလက်စွပ်တွေကမင်းကိုတိုက်ပွဲဆင်မြင့်ရဲ့အောက်ဘက်ကိုပြစ်ချလိုက်မယ်ရှိုးကန်ရှိကလက်ညှိုးလေးကိုလှုပ်ရှားလိုက်တဲ့အခါလူ့ကြံကိုချုံနှောင်ထားတဲ့ရွှေလက်စွပ်တွေစီကနေတဝင်းဝင်းမြည်တမ်းနေထွက်ပေါ်လာတယ်အဲဒီနောက်ရွှေလက်စွပ်တွေကလူ့ကြံဆွဲခေါ်သွားတဲ့အတွက်လူ့ကြံကတိုက်ပွဲဆင်မြင့်ရဲ့အစွန်ကိုရောက်သွားတယ်လူ့ကြံကတိုက်ပွဲဆင်မြင့်ရဲ့အစွန်ကိုရောက်သွားတဲ့အချိန်မှာရှိုးကန်ရှိရဲ့ခေါင်းထဲမှာအလွန်နာကျင်သွားသလိုခံစားလိုက်ရတယ်ဒီအရာကဆဲဝိညာဉ်အစင်နာကျင်မှုမျိုးဖြစ်တယ်ရှိုးကန်ရှိကကောင်းအောင်ကန်ပြီးကျဲလောင်စွာအော်ဟစ်လိုက်တယ်တိုက်ပွဲဆင်မြင့်ပေါ်ရှိပြောင်းလဲမှုကြောင့်ကြီးနေကြတဲ့လူတွေကလည်းနားမလည်နိုင်သလိုဖြစ်နေကြတယ်အထူးသဖြင့်လင်တာတောင်ထိပ်ကတပည့်တွေဖြစ်တယ်လူ့ကြံကအလွယ်တကူချုံနှောင်ခံလိုက်ရကြောင်းမြင်တဲ့အခါလူ့ကြံကရှုံးနေသွားတော့မယ်လို့လူအများစုကယုံကြည်ထားကြတယ်ဘလို့ပဲဖြစ်စေရှိုးကန်ရှိကစမ်းကြဲအစဉ်ပညာရှင်တစ်ယောက်ဖြစ်တယ်သူရဲ့လက်ထဲမှာရှုံးနေသွားရင်လည်းတိတ်ခါကြစရာတော့မရှိဘူးအနည်းဆုံးတော့လူ့ကြံကလင်းလက်တောင်ထိပ်ကိုကူညီပေးပြီးတယောက်တည်းနဲ့လူ၃ယောက်ကိုဇက်တိုက်အနိုင်ရခဲ့တယ်လူတစ်ယောက်ကိုလက်သေးတစ်ချက်ဒီမတန်းမျိုးကိုကြည်လင်ကောင်းခင်ခိုင်ရဲ့အပြင်ကိုင်းမှာဘယ်သူမှမရှိသေးဘူးဒါကြောင့်သူတို့ကရှုံးနေသွားရင်လေမျက်နှာပြက်စရာမလိုတော့ဘူးလူ့ကြံကကြိုးကြိုးဆဆလှုပ်ဆောင်ခဲ့ပြီးဖြစ်သွားတယ်ဒါပေမဲ့လူ့ကြံကတိုက်ပွဲစင်မြင့်ရဲ့အစွန်ရောက်သွားတဲ့အချိန်မှာတော့ကြီးနေကြတဲ့လူတွေရဲ့မျက်နှာအမူအရာကရုတ်တရက်ပြောင်းလဲသွားတယ်ရှိုးကန်ရှိကအလွန်နာကျင်စေနိုင်တဲ့အရာတစ်ခုနဲ့ရှင်ဆိုင်လိုက်ရပုံပေါ်ပြီးလက်နက်ဖက်နဲ့ခေါင်းကိုင်လို့អော်လိုက်တယ်။ "तू ကရုတ်တရက်နေမကောင်းဖြစ်သွားလား။ဟာဟာဟာအဲ့ဒီလိုဖြစ်နိုင်မှာလား။ရှိုးကန်ရှိကစမ်းကြယ်စဉ်ပညာရှင်တယောက်လေ။သူ့ရဲ့ခန္ဓာကိုယ်ကတာမန်လူတယောက်တဲ့အစာပေါင်းများစွာပိုပြီးအစွမ်းထက်တယ်။ तू ကဘလို့ဖြစ်ပြီးဒီလောက်ပြင်းထန်တဲ့ဝေဒနာမျိုးရှိနေမှလေ။ဒါပေမဲ့လူ့အကြံရဲ့လက်နက်ဖက်ကိုလက်စွပ်တွေနဲ့ချုံနှောင်ထားရလေ။ तू ကရှိုးကန်ရှိကိုထိကအောင်ဘာမှမလုပ်နိုင်ဘူး။တကယ်လို့ तू လောက်တာမဟုတ်ဘူးဆိုရင်ဘာများဖြစ်နိုင်မလဲ။လင်းသားကြောင်ထိတ်ကတပည့်တွေကအချင်းချင်းပြောနေကြပြီးအပြေရှာမရတယ်လို့ဖြစ်နေတယ်။တစ်ဖက်မှာလင်းလက်ကြောင်ထိတ်ကအတွင်းစီတပည့်တွေကတော့တဲလွန်စာတွေကိုတွေ့သွားကြတယ်။ရုပ်ချလို့ခေါ်တဲ့အတွင်းစီတပည့်ကတခြားသူတွေကိုပြောလိုက်တယ်။ကြည့်ရတာရိုးရင်းချင်းစီတန့်စင်နေပဲအစဉ်ကောင်းလေးကသူ့ရဲ့ခွန်အားတက်တက်ကိုပဲတုံးနေတာမဟုတ်ဘူးပဲ။သူ့မှာတခြားနည်းလမ်းတွေရှိနေသေးတယ်။ရုပ်ချရဲ့ဘေးမှာရှိနေတဲ့အတွင်းစီတပည့်ကလည်းအံ့ဩသွားတယ်။ကျွန်တော်ကတော့သေချာမမြင်လိုက်ရအောင်။ तू ကဘာကိုသုံးလိုက်လို့ရှိုးကန်ရှိကဘာဖြစ်သွားတာလဲ။ငါတင်တာမမားရင်တော့လို့ကြံစိတ်ဝိညာဉ်နဲ့တိုက်ခိုက်လိုက်တာဖြစ်မယ်။ရုပ်ချရဲ့မျက်လုံးထဲမှာလည်းအလွန်ရှုပ်ထွေးတဲ့အရာတစ်ခုပေါ်လာတယ်။စိတ်ဝိညာဉ်တိုက်ခိုက်မှုဟုတ်လား။ဒီလိုတိုက်ခိုက်ဖို့ဆိုရင်စိတ်ဝိညာဉ်ကအရန်ကိုအစွမ်းထက်ဖို့လိုတယ်။ဒီကောင်လေးရဲ့ခန္ဓာကိုယ်ကကြောက်စရာကောင်းလောက်အစွမ်းထက်တယ်။သူ့ရဲ့စိတ်ဝိညာဉ်ကလည်းဒီလောက်တောင်အစွမ်းထက်နေရလား။အနက်ဝေးလူငယ်ကမယုံကြည်နိုင်သလိုခံစားနေရတယ်။ရုပ်ချံကတပ်ပြင်းချလိုက်ပြီးသူ့ဘေးမှာရှိနေတဲ့လူငယ်ရဲ့ပခုံးပုတ်လိုက်တယ်။ဒီကဘာကြီးကအကျဲကြီးပဲ။ငါအိမ်ကနေထွက်လာခဲ့တဲ့အချိန်မှာငါတို့မွေးရမြေကောင်းကင်ချင်းသိမ့်နိုင်ငံရဲ့မျိုးဆက်တွေထဲမှာတော့ငါအဆင့်တက်ပဲ။အဲ့ဒီအချိန်တော့ကတော့ငါအစွမ်းထက်ဆုံးလို့ခံစားမိတာပေါ့။ဒါပေမဲ့ကြည်လင်ကောင်းကင်ကိုင်းထဲကိုရောက်လာတော့လူတွေအများကြီးနဲ့တွေ့ခဲ့ရပြီ။အဲ့ဒီမာနတွေကဘာမှမဟုတ်တော့ဘူးဆိုတာနားလည်လာခဲ့တယ်။ဒီအချိန်မှာလူ့ကျန်းကတော့ရှိုးကန်ရှိရဲ့ခန္ဓာကိုသေချာစိုက်ကြည့်နေတဲ့အတွက်ရုပ်ချံရဲ့စကားကိုမကြားရအောင်။ရှိုးကန်ရှိကလက်နက်ဖက်နဲ့ခေါင်းကိုင်လို့ခဏကြာအော်ဟစ်နေပြီးနောက်နာကျင်မှုကတက်တာလာတယ်။အလွန်တည်ငြိမ်တဲ့သူ့ရဲ့မျက်နှာပေါ်မှာလည်းဒေါသတွေပြည့်လာတယ်။တစ်ချိန်တည်းမှာသူကလူ့ကျန်းကိုအလင်းနဲ့ထားလိုက်ရတယ်။ရှိုးကန်ရှိအနေနဲ့ပြောရရင်တော့သူနဲ့လူ့ကျန်းတို့ကအဆင့်တူတွေမဟုတ်ကြဘူး
ဒီလူငယ်ရဲ့စွမ်းရည်ကအလွန်ထူးခြားပေမဲ့လည်းသူကရိုးရင်းချစ်စီတန့်စင်နေပဲအဆင့်သာရှိသေးတယ်။ဒါပေမဲ့သူကတော့စမ်းကြဲအဆင့်ပညာရှင်တစ်ယောက်ဖြစ်နေတယ်။တခြားအဆင့်တွေအားလုံးကစမ်းကြဲအဆင့်ရဲ့အောက်မှာသာရှိပါတယ်။ဒီကဲလို့သူကလက်နဲ့အပြည့်တက်ဆင်ထားတဲ့သူရဲကောင်းတစ်ယောက်ဖြစ်ရင်လူ့ကျန်ကတော့ဒီကဘာကြီးရဲ့ကိုအခုမှရောက်လာတဲ့ကလေးငယ်လေးတစ်ယောက်သာဖြစ်ပါတယ်။အစီအနေချီစွမ်းရင်ရဲ့အစွမ်းနဲ့သူကလူ့အိုချမ်းကိုအလွယ်တကူတိုက်ခိုက်နိုင်စွမ်းရှိတယ်။သူကတခြားဝက်ဖဲတွေကိုမသုံးခဲ့ပဲလူ့အိုချမ်းကိုလက်စွပ်တွေနဲ့ချုံနှောင်လို့တိုက်ပွဲစင်းမြင့်ပေါ်ကနေပြစ်ချဖို့သာစဉ်းစားမိခဲ့တယ်။ဒါပေမဲ့ဒီတိုက်ပွဲကပြီးဆုံးသွားပြီလို့တွေးလိုက်မိတဲ့အချိန်မှာလူ့အိုချမ်းကသူ့ကိုအရှက်ရစေခဲ့တယ်။ဆဲဝိညာဉ်တရားနာကျင်မှုကိုရှိုးကွယ်ရှိရလုံးဝမမေ့နိုင်ဘူး။ဒါကြောင့်သူကတတိပြန်ဝင်လာတာနဲ့ချက်ချင်းနောက်ကိုလင်းမြန်စွာပြန်ဆုတ်သွားတယ်။ရှိုးကွယ်ရှိရနောက်ကိုပြန်ဆုတ်သွားတဲ့အချိန်မှာလူ့အိုချမ်းရဲ့လက်ထဲမှာဓားကြိုးတစ်ချောင်းပေါ်လာတယ်။ဓားကြိုးကလူ့အိုချမ်းရဲ့လက်ထဲကိုရောက်လာပြီးအထက်အောင်လဲပန်းလိုက်တော့လက်ချင်းချင်းအတန်တွေကိုထွက်ပေါ်လာတယ်။အဲဒီနောက်သူ့ကိုချုံနှောင်ထားတဲ့လက်စွပ်ခုနှစ်ကွင်းကဓားကြိုးရဲ့ဖြစ်တောက်မှုကိုခံလိုက်ရတယ်။ဒီအချိန်မှာရွှေရောင်လက်စွပ်တွေကတော့ရွှေရောင်အလင်းတန်းတွေအဖြစ်ပြောင်းလဲပြီးလေထဲမှာပျောက်ကွယ်သွားတယ်။လူ့အိုချမ်းရဲ့ဓားကြိုးကိုမြင်တဲ့အခါရှုခွင့်ရှိရရုတ်တရက်မျက်မှောင်ကျုပ်လိုက်မိတယ်။ဒီကောင်လေးမှာဘလို့ထက်မြက်တဲ့ဓားကြိုးတစ်ချောင်းရှိနေပြီမဲ့လေသူကဘာကြောင့်မသုံးရလဲ။လူ့အိုချမ်းကဓားကြိုးအသုံးပြုပြီးသူ့ကိုမတိုက်ချင်ကြောင်းသူကမသိဘူး။ဒီလက်စွပ်တွေကိုဖျက်ဆီးလိုက်ပြီးတဲ့နောက်လူ့အိုချမ်းကဓားကြိုးကိုရှူမီလက်စွပ်တွေကိုပြန်သိမ်းပြီးအပြုံးနဲ့ပြောလိုက်တယ်။ကြည့်ရတာဒီတိုက်ပွဲကတော့တော်တော်လေးခက်မဲရခက်မယ်ထင်တယ်။စိတ်ဝင်စားစရာပဲ။မူလာတော့ကတော့ရှုခွင့်ရှိရအစွမ်းကုန်တိုက်ခိုက်ဖို့မစင်စားခဲ့ဘူး။ဒါပေမဲ့အခုပြသလိုက်တဲ့လူ့အိုချမ်းရဲ့စွမ်းရည်ကြောင့်ရှုခွင့်ရှိကိုယ်တိုင်ကတော့အလေးထားနေရတယ်။ဒီအချိန်မှာသူရဲ့ခန္ဓာကိုယ်ရဲ့ရွှေရောင်အစီနဲ့ချီစွမ်းရည်နဲ့ပေါ်ထွက်လာပြီးဒီစွမ်းရည်နဲ့နောက်တစ်ချိန်စူးစီးလာပြန်တယ်။မင်းရတိုက်ခိုက်ခြင်းနေမှာတော့စမ်းကြဲအစဉ်ပညာရှင်တယောက်ရဲ့အစစ်မှန်အစွမ်းကိုပြရသေးတာပေါ့။ကောင်းကင်ဖြည့်ဆည်းခြင်းလက်စွပ်ရှုခွင့်ရှိရអော်လိုက်တဲ့အချိန်မှာသူရဲ့လက်ထဲမှာရွှေရောင်လက်စွပ်တစ်ခွင်ထွက်ပေါ်လာတယ်။ဒီရွှေရောင်လက်စွပ်ကတော့မူလတော်ကလက်စွပ်တွေနဲ့အနှဲငယ်ကွဲပြားနေတယ်။ရွှေရောင်လက်စွပ်ပေါ်မှာအကွဲကြောင်းရာတွေရှိနေသလိုထင်မှတ်ရပြီးဒီလက်စွပ်ကအလွန်လင်းမြန်စွာလဲပတ်နေတယ်။တိတ်မကြခင်ရှုခွင့်ရှိရဲ့ခန္ဓာကိုယ်ပတ်လေးမှာလက်စွပ်ခုနှစ်ကွင်ပေါ်လာတယ်။ဒီလက်စွပ်တွေကအလွန်လင်းမြန်စွာလဲပတ်နေတယ်။သွားတော့ရှုခွင့်ရှိရလက်ညှိုးထိုးလို့အမိတ်ပေးလိုက်တယ်။ရိုးရေးချင်းစီတန်းစင်နေပဲအဆင့်လူငယ်တယောက်ကြောင့်ဒီလိုအခြေအနေမျိုးကိုရောက်ခဲ့ရတဲ့အတွက်ရှုခွင့်ရှိရဝမ်းမသာနိုင်သလိုဖြစ်နေတယ်။ဒါပေမဲ့သူ့ကိုမျက်နှာပြက်ရအောင်လှုပ်တဲ့လူတိုင်းကိုသူကပြန်လေပေးဆက်ခိုင်းမှဖြစ်တယ်။အကွဲနေတဲ့လက်စွပ်ခုနှစ်ကွင်းပတ်ပတ်လေရနေလို့ရောက်လာတယ်။သူတို့ကကောင်းကင်ပေါ်မှာကတော့တစ်ခုပုံတက်အနေအထားမျိုးပြောင်းလဲလိုက်တယ်။ဒီအချိန်မှာလက်စွပ်သုံးကွင်းကတော့လူ့အိုချမ်းရဲ့ကောင်းဦးတည်နေတယ်။နှစ်ကွင်းကဝမ်းပိုက်ကိုဦးတည်နေပြီးကြံရှိနေတဲ့လက်စွပ်နှစ်ကွင်းကလူ့အိုချမ်းရဲ့ခြေထောက်စီကိုရောက်လာတယ်။ဒီလက်စွပ်တွေကတိုက်ပွဲစင်းပြင်းပေါ်ရောက်လာတဲ့အချိန်မှာတိုက်ပွဲစင်းမြင့်ကြီးကအလွန်ပျော်ပြောင်းနေသလိုထင်မှတ်ရပြီးနက်ဆိုင်တဲ့အကွဲကြောင်ကြီးခုနှစ်ခုတောင်ပေါ်လာတယ်။ဒီအကွဲကြောင်ကြီးခုနှစ်ခုကိုမြင်လိုက်ရတဲ့အခါလူ့အိုချမ်းကအတော်လေးစိုးရိမ်သွားမိတယ်။သူရဲ့လက်ရှိအစွမ်းအရစမ်းကြယ်စဉ်ပညာရှင်တွေကိုပေါ်ပေါ်ဆဆရင်ဆိုင်လို့မရကြောင်းသူကသိနေပါတယ်။ဒီရှုခွင့်ရှိရတော်တော်လေးများသွားပြီးတောင်ထိပ်စိန်ခေါ်မှုမှာသူကဒီလိုမျိုးတိုက်ခိုက်မှုတောင်တုံးနေဆိုတော့သူကလူ့အိုချမ်းရဲ့အသက်ကိုလိုချင်နေရမဟုတ်ဘူးလား။ဒီတိုက်ပွဲစင်မြင့်ကတန်နဲ့ဖန်တီးထားတာဒါအောင်ဒီရွှေရောင်လက်စွပ်တွေရဲ့ဖြတ်တောက်မှုကြောင့်ဒါရီကအရန်ကိုပျော့ပြောင်းနေရှုနေလို့ဖြစ်သွားပြီ။ဒီကဲလို့ဓာတ်တစ်ချောင်းဖြစ်နေမယ်ဆိုရင်တော့အဲ့ဒါလူတက်တာနဲ့ဘာထူးသေးလို့လဲ။အဲ့ဒါအရန်အန်တီများလို့နေလူ့အိုချမ်းဘလို့ရင်ဆိုင်မှလဲ။အကောင်လုံးကလည်းလူ့အိုချမ်းအတွက်စဉ်းစားပြီးချွေးသည်ချွေးပေါက်တွေကျလာကြတယ်။အကွဲနေတဲ့လက်စွပ်တွေကလူ့အိုချမ်းစီကိုချင်းကပ်လာတဲ့အချိန်မှာသူကလည်းရုတ်တရက်ထူးဆန်းစွာလှုပ်ရှားလိုက်တယ်။ဒီအချိန်မှာအကွဲနေတဲ့လက်စွပ်သုံးကွင်းကအလဲကနေလို့ဖြတ်လာတယ်။တစ်ချိန်တည်းမှာလူ့အိုချမ်းကလက်စွပ်လေးကွင်းစီကနေလွတ်မြောက်သွားပြီးရှုခွင့်ရှိစီကိုပြေးသွားတယ်။ သူ
သူတို့ရဲ့တိုက်ပွဲကအတော်လေးကိုထူးခြားလွန်းတယ်အခုသူတို့ရဲ့တိုက်ပွဲကအနှင်းငယ်လေးတတိလွတ်လိုက်တာနဲ့သေဆုံးသွားနိုင်တယ်ရှိုကန်ရှိကသူ့စီပြေးလာတဲ့လူအုပ်ချောင်းကြည့်ပြီးစိတ်ရှုပ်သွားခြင်းတော့မရှိဘူးသူရဲ့အမူအရာကပိုလို့တောင်လေးနဲ့လာတယ်သူကလက်ကိုဝှေ့ရမ်းလိုက်တော့လက်စွပ်ခုနှစ်ကွင်းလူအုပ်ချမ်းရှိအောင်ရောက်လာပြန်တယ်လက်စွပ်ခုနှစ်ကွင်းအစီအနစ်ချီကျွမ်းအိမ်တွေနဲ့ဖန်တီးထားခြင်းဖြစ်ပြီးအလွန်ပေါ့ပါလွန်းတဲ့အတွက်သူတို့ရဲ့အရှင်ကအလွန်အမင်းကိုလင့်မြတ်လွန်းတယ်လူအုပ်ချမ်းရဲ့ပြေးနှုံးကအလွန်အမင်းလင့်မြတ်ပင်မဲ့လေသူကသာမရှောင်တိန်နိုင်ရှုကန်ရှိစီကိုမရောက်ခင်အပိုင်းပိုင်းအဆဆဖြစ်သွားနိုင်တယ်ဒါကြောင့်လေရှုကန်ရှိကအလွန်တည်ငြိမ်နေတာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့လူအုပ်ချမ်းကလက်စွပ်တွေရဲ့တိုက်ခိုက်မှုကိုထိတ်တိုက်ရင်ဆိုင်ပြီးသူ့စီကိုရောက်မလာရင်ကြောင့်သူကသေချာသိနေတယ်ဒါပေမဲ့အခုတစ်ချိန်တော့ရှုကန်ရှိမှားယွင်းသွားတယ်လူအုပ်ချမ်းရဲ့ခန္ဓာကိုယ်ကစမ်းကြယ်လက်နက်အဆင့်သာရှိနေအောင်မယ်ဆိုရင်တော့သူကဒီလက်စွပ်တွေရဲ့အစွမ်းကိုကြောက်မိပါလိမ့်မယ်ဒါပေမဲ့သူရဲ့ခန္ဓာကိုယ်ကကပောက်ဝင်ရိုးမိတောင်းနဲ့တန့်စင်လိုက်ပြီးနောက်တိတိတသာတိုးတက်လာခဲ့ပြီးအရှင်တော်ကစမ်းကြယ်အစဉ်လက်နက်ခန္ဓာကိုယ်နဲ့အတော်လေးကိုကြွားချနေတယ်ဒါကြောင့်လူ့ဦးချမ်းကဒီလက်စွပ်တွေရဲ့တိုက်ခိုက်မှုကိုခံနိုင်ရရှိပါတယ်အခုသူကရှောင်တင်းခြင်းမရှိရင်အသက်မဲ့သွားနိုင်တယ်မဟုတ်ပါလားလူ့ဦးချမ်းကရှောင်တင်းဖို့စိတ်ကူးမရှိတာကိုမြင်တဲ့အခါရှုကန်ရှိဇဝေဇဝါဖြစ်သွားတယ်။ဘာကြောင့်လဲဆိုတော့ရှုကန်ရှိရဲ့မျက်လုံးထဲမှာတော့လူ့အချင်းလှုပ်ရှားမှုကကိုတေချောင်းကျန်နေတာဖြစ်တယ်။ရှောင်လိုက်လို့ကျန်တကယ်လို့မင်းကမရှောင်ဘူးဆိုရင်အဲ့ဒီလက်စွပ်တွေကြောင့်ခန္ဓာကိုယ်ကနှစ်ပိုင်းဖြစ်သွားလိမ့်မယ်။လူ့အချင်းယူနေပြီမင်းကဆက်ပြီးမတိုက်နဲ့တော့တိုက်ပွဲဆင်မြင့်ပေါ်ကနေပြန်ဆင်းလာတော့လူ့အချင်းကရှောင်တင်းခြင်းမရှိတာမြင်ရတဲ့အခါအောက်ဘက်မှာကြည့်နေတဲ့လူတိုင်းကလည်းစိုးရိမ်လာကြတယ်။လေးလက်တောင်ထိပ်ကနေလူငယ်တွေကအချင်းချင်းတိုက်ခိုင်းနေကြပေမဲ့လေအခုချိန်မှာသူတို့ကအလွန်မင်းကိုစီးလုံးနေကြတယ်။ဒါကြောင့်သူတို့အားလုံးကစိုးရိမ်နေကြပါတယ်။တောင်ထိပ်စင်ခေါ်ပွဲရှုံးနေသွားလို့ရနိုင်ပေမဲ့လေလူ့အကျန်းကတော့တိတ်လို့မရနိုင်ဘူး။ဒီအချိန်မှာလင်းတာတောင်ထိပ်ကလူငယ်တွေကတော့လောင်ပြောင်တရောတလို့ပြုံးလိုက်ကြတယ်။ဟမ်ဒီကောင်လေးကယူနေတာပဲ။တေသွားတော့လေကောင်းတာပဲလေ။ဘလို့ပဲဖြစ်ဖြစ်တိုက်ပွဲဆင်းမြင့်ပေါ်မှာလက်သီးများနှလုံးမှမပါတာဒီကောင်လေးကတေသွားတယ်ဆိုရင်တော့ဘယ်သူမှပြဿနာရှာလို့မရအောင်ကန်ဆိုးသွားတာကတော့လေးလက်တောင်ထိပ်မှာဒီလိုထူးချွန်တဲ့လူတယောက်ပေါ်လာခဲ့ပေမဲ့အကိုကြီးရှုကန်ရှိကြောင်တေးရတော့မှာပဲဒီအရာကလင်းတာတောင်ထိပ်အတွက်ရလက်ကောင်းတစ်ခုဖြစ်ပါတယ်အခုလူ့အကျန်းတယောက်ထဲနဲ့သူတို့လင်းတာတောင်ထိပ်ကထိတ်တန်းလူငယ်လေးတွေကိုသင်ခန်းစာပေးခဲ့တယ်သူကလက်သေးတစ်ချက်ထိုးလိုက်တိုင်းလူတယောက်ကိုအနိုင်ရခဲ့တယ်။ဒီအရာကသူတို့အတွက်တော့အလွန်ရှက်စရာကောင်းတဲ့အရာတစ်ခုဖြစ်နေတယ်။သူတို့ကဒီလိုအဆက်တရားမျိုးဘလို့မှစေးကြောနိုင်တော့မှာမဟုတ်ဘူး။ဒါအပြင်အခုလူ့အကျန်းကရိုးရင်းချင်းစီတန့်စင်တဲ့ဘက်အဆင့်ကိုရောက်နေတယ်။တကယ်လို့ဒီကောင်လေးရတာတိုးတက်လာမယ်ဆိုရင်သူတို့လင်းတာတောင်ထိပ်ကတော့သူ့ကိုရှင်နိုင်တော့မှာမဟုတ်ဘူး။ဒီလိုအရာမျိုးကိုသူတို့ကဖြစ်ခွင့်မပေးနိုင်ဘူး။ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူဟိန်တက်ဘာသာပြန်ရေးသားထားတဲ့ကောင်းကင်ဘုံသို့ခြေဆန့်ခြင်းဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်း18ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။နောက်နေ့တွေမှာတင်ဆက်ပေးသွားအောင်မယ်ဇာတ်လမ်းလေးရဲ့အပိုင်းဆက်တွေကိုလည်းဆက်လက်ဆောင်မြော်အားပေးကြပါအောင်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။